ဟုတ်ပြီလေဘယ်ကပြန်လာလဲဆိုဘယ်လိုပြောလဲโอเคဟာကြပြီနော်ဆက်ဆိုကျေးဇူးတင်တဲ့အချိန်ကကျွန်တော်တို့မိနစ်ပိုင်းပဲဆိုတော့ဘာဖြစ်ဖြစ်နားလည်မှာပါဆိုတော့ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဆိုတော့ဘုရားသခင်တဲ့ပုံမှာကောင်းမြတ်ပါသလားကောင်းမြတ်ပါသလားကောင်းမြတ်တယ်ဘုရားသခင်ကိုယ့်ပုံမှာမကောင်းမြတ်တဲ့အချိန်ရှိလားရှိလားမရှိဘူးတဲ့အာမင်ဆိုတော့ကဲကျွန်တော်50စက္ကန့်လောက်ကိုစဉ်းစားကြည့်အောင်ဘုရားသခင်ငါ့ပုံမှာဘာတွေမကောင်းမြတ်တာရှိလဲစဉ်းစားကြည့်အောင်စဉ်းစားကြည့်ပါအခု50စက္ကန့်အတော်တွင်50စက္ကန့်ဖတ်50စက္ကန့်ဆိုတော့ကျွန်တော်တို့ဘုရားရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီမှာကျွန်တော်တို့ဂုဏ်တော်တွေပဲချီးမွမ်းတဲ့အခါဂုဏ်တော်တွေမှလည်းမျောနေတော့ကျွန်တော်တို့ပဲဟိုတရားဟောမယ်ဆိုတော့လည်းခွန်အားပေးရမယ်ဆိုတော့ထွက်ပြီးကိုယ်ပါချီးမွမ်းရင်ကောင်းမှာစဉ်းစားနော်ဒီမှာမျောနေတာဆိုတော့ဘုရားရှင်ကဒီလိုအစီအစဉ်ကိုလို့ရှိတယ်ဆိုတော့ဘာလို့လို့ရှိတယ်လို့ပြောရင်သခင်ရွှေပြောတယ်ငါမင်းတို့ကိုချစ်တယ်လို့မင်းတို့လည်းချင်းချင်းချစ်ကြပါမကြခင်မှာခရစ်တော်ပြန်လာတော့ဆိုတော့ခရစ်တော်သိစေမဲ့အခုကာလမှာကျွန်တော်ယုံကြည်သူတွေအသက်ဖြစ်ဖို့ဘုရားရှင်ကလို့ရှိတယ်ယုံကြည်သူတွေဘာဖြစ်ဖို့လို့ရှိလဲဆိုရင်အသက်ဖြစ်ဖို့ဘုရားသခင်ကလို့ရှိတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့တွေကဘုရားရဲ့နာမနဲ့ရှုဝေးကြတယ်။နောက်တဲ့နှစ်ပေါင်းများစွာပြန်ကြည့်မယ်ဆိုရင်ဣသရေလလူမျိုးကိုထာဝရဘုရားကတောကနေကယ်နှုတ်လာဆိုတော့တောကနေကယ်နှုတ်လာနေ့စဉ်တိုင်းမှာဘုရားကကောင်းမြတ်နေ့စဉ်တိုင်းမှာကောင်းကြီးပေးတယ်နေ့စဉ်တိုင်းမှာမဆာတယ်နေ့စဉ်တိုင်းမှာအောင်မြင်ခြင်းပေးတယ်နေ့စဉ်တိုင်းမှာကြွယ်ဝခြင်းပေးတယ်နေ့စဉ်တိုင်းမှာချမ်းသာခြင်းပေးတယ်နေ့စဉ်တိုင်းမှာအံ့ဩဖွယ်ရာကယ်တင်မဆာအဲ့တော့အဲ့ဒီဘုရားကတည့်ရတတ်တာကိုဒီနေ့မဆာနေတာဖြစ်အဲ့ဒီဘုရားကတည့်ရတတ်တာကိုဒီနေ့ကောင်းချီးပေးနေတာဖြစ်တယ်တည့်ရတတ်တာကိုရွေးနှုတ်နေတာဖြစ်တယ်တည့်ရတတ်တာကိုကျေးဇူးပြုနေတာဖြစ်တယ်အာမင်အာမင်တန်ရှင်သောဝိညာဉ်တော်ဘုရားမဆာပါဘောနော်ဆိုတော့ဘုရားရှင်ကတိတ်ကိုကောင်းမြတ်တယ်ဆိုတော့ဒီမှာကျွန်တော်နိုင်ငံလေးပေါ့လူငယ်လေးရှိသည့်အတွက်ကျွန်တော်နိုင်ငံလေးခွာပေးခြင်းပါတယ်ကျွန်တော်ဒီမောသင်မှာရှင်ဘောလူပြောတဲ့အရာလေးကိုကျွန်တော်တို့အတူတူကရှင်းကြအောင်ဒီမောသင်ဩဝါဒဒုတိယစာဆောင်အခန်းကြီး3ဒီမောသင်ဩဝါဒဒုတိယစာဆောင်အခန်းကြီး3အငယ်18မှာဘုရားသခင်လူသည်စုံလင်သောသူကောင်းသောမှုအမျိုးမျိုးတို့ကိုပြုစုခြင်းလို့ငါပြင်ဆင်သောသူဖြစ်မည်ကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းကျေးဇူးများကိုလည်းပြုတတ်ကြ၏တဲ့ဆိုတော့ဘုရားသခင်ရဲ့လူတဲ့ဒီမောသင်ကိုရှင်ဘောလူကပြောတဲ့အခါမှာပထမစာဆောင်မှာဒုတိယစာဆောင်မှာဘုရားသခင်ရဲ့လူဖြစ်ဖို့အတွက်ဆိုတော့ဘုရားရှောင်မယ်ဘုရားဆောင်မယ်ဆိုတော့ဟိုရှင်ဘောလူကအသေးစိတ်ပြောပြနေတာဖြစ်တယ်ဆိုတော့အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့လောကကြီးမှာဘုရားလူကိုယ့်ရဲ့တက်တာမိမိရဲ့တက်တာမှာဘုရားလူဖြစ်မဖြစ်စားတယ်လူက2ယောက်ပဲဘုရားလူဖြစ်မဖြစ်စားတယ်လူဒါပဲဆိုတော့ကိုယ့်ရဲ့တက်တာထဲမှာကောင်းပြီလောကကနေအပြစ်သားနေကဲနေရှင်ဘုရားကိုသိလာပြီဆိုရင်ဘယ်သူနဲ့တူဖို့လို့လဲဘယ်သူနဲ့တူဖို့လို့လဲဘုရားသခင်နဲ့တူသောဘုရားလူဖြစ်ဖို့လို့လဲအာမင်ဆိုတော့ဒီနေ့အသက်တာထဲမှာဘုရားကျောင်းထဲကိုရောက်လာတယ်ဘုရားသားလို့လည်းပြောသေးတယ်ဒါပေမဲ့အပြင်ရောက်သွားတဲ့အခါကျတော့ဘုရားပုံစံမပေါက်ဘူးဖြစ်ဆိုတော့ဒီနေ့လောကကြီးမှာအများကြီးတွေ့ရတယ်အဲ့တော့ဒီနေ့သင်ရဲ့သက်တာကိုပြန်စဉ်းစားကြည့်ဖို့လိုတယ် Who I am ကျွန်တော်ရဲ့သက်တာကျမရဲ့သက်တာဘယ်သူလို့ခေါ်လဲကျမ်းစာပြောတယ်ဘယ်သူလို့ခေါ်လဲဘယ်သူလို့ခေါ်လဲဘုရားသခင်ရဲ့သားတော်ကိုယုံကြည်သောသူကဘယ်သူလို့ပြောလဲယောဟန်ခန်းကြီး1ငယ်7မှာလေထိုသူကိုလက်ခံတဲ့သူကဘယ်သူလို့ပြောလဲဘုရားရှင်ယေရှုတော်ကိုချီးမွမ်းတယ်နော်ဆိုတော့ဒီနေ့ဒီမှာရှိတဲ့မိသားစုတွေကိုတန်ရှင်းသောဝိညာဉ်တော်ကပြောစီခြင်းတဲ့အရာလေးအနည်းငယ်ရှိတယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့အထူးတော့ပါဘောနော်ဒီကိုနေ့ကိုပြောမှရမယ်အစီအစဉ်ဖြစ်ဆိုတော့ဒါတော့ယေရှုကိုလက်ခံတဲ့သူအားလုံးကတော့ဘုရားသားပဲဖြစ်တယ်လို့ဘာလို့ချုပ်ကနေကစားရပေါ်တော့ကလည်းအဝဲမကစားဘောလားဆိုတော့ဘုရားသားရဲ့အသက်တာထဲမှာဘုရားရှင်ဖြစ်စေလို့တဲ့အရာတစ်ခုကဘာလဲဆိုရင်ခရစ်တော်နဲ့သဏ္ဍာန်တူစေခြင်းဘာလို့ချုပ်ကနေကစားရပေါ်တော့ကစားရဘာသာတော့ကောအပြအဖို့ကစားစပြီလားအဲ့တော့ကိုဘင်းနာကိုအရှိအားလုံးကြည့်မယ်ဆိုကျွန်တော်တို့သက်တာဘယ်သူလို့ပြောရလဲဘယ်သူလို့ပြောလဲကိုသက်တာကိုကွာဘယ်လာကဖတ်တာမလဲဆိုစီတဲဝဲလားဘုရားသားလဲဆိုစီတဲဝဲလားယွာဖို့အဲ့တော့ဘုရားသခင်ကဘုရားသားလို့ပြောတဲ့အခါဒီမှာပထမတစ်ပိုက်ကလေးပေါ့အဲ့ဒါဘာလဲဆိုစုံလင်သောသူမမေလဲဆိုစီတဲဝဲနဲ့ကွာလာအိုလို့ပဲလဲဆိုစီတဲကွာလာလို့ပဲအဲ့တော့ဘုရားသခင်ကကျွန်တော်တို့ရဲ့အသက်တာကိုသခင်ယေရှုနဲ့သဏ္ဍာန်တူစေခြင်းတယ်နော်ကစားရပါတော့ဘလို့ပဲဒီလားကစားစပြီလားသခင်ယေရှုခရစ်တော်မြေကြီးပေါ်မှာအသက်ရှင်ပြီးသွားလာတဲ့အခါမှာသခင်ယေရှုရဲ့ပြောခြင်းပြောတယ်လို့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပြောစေခြင်းတယ်ဘယ်ကစားစုပြောမလို့ဘာလို့ဝါလာတလက်တကတစီတတော့ခဲတယ်ဘကဘကတူဒီအဝဲတူလားသခင်ယေရှုမြေလို့ကျွန်တော်တို့အသက်တာမြင်စေခြင်းနဲ့သခင်ယေရှုအသက်ရှင်ခြင်းသုံးလို့ကျွန်တော်တို့အသက်တာမှာလည်းဘုရားသခင်ကခြင်းသုံးစေခြင်းတယ်ဘယ်ဘတာအမှုဘတာပါတော့ဘတာထိခဲတယ်လောဘကလို့လာတော့အဲ့တော့တမန်ကျမ်းစာကပြောတဲ့ဘုရားသားဆိုတာယေရှုနဲ့တရံတူသောသူကိုပြောခြင်းဖြစ်ပါတယ်လို့လေဆိုရှိတာဘာလို့လောကကစားကြလေတဲ့ဘကလည်းလောကတော့ပါ
အာမင် အာမင် အသင်းတော်ကနဦးမှာတမန်တော်အယောက်900ရဲ့အလယ်မှာသခင်ယေရှုခရစ်တော်ဘုရားကနှုတ်ဆက်ခံနေပြီအသင်းတော်ရဲ့ မေကွာကလာကလာတာပေါ်လာခေလာပေါ်နေတော့တာပေါ်တာမပွားကရက်ကြရတယ် ဆိုတော့ရပေါင်း40လုံးလုံးခရစ်တော်နဲ့တမန်တပည့်တော်တွေယုံကြည်သူတွေအယောက်900မိတ္တာဟာဖွဲ့ ဘယ်ကစားစုခရီးအဝဲကရှိသမှုဒါပလက်ပေါ်တော်လူရှင်းနေအဝဲရေရောမလို့တာအပလက်တွေပါ ဆိုခရစ်တော်ကောင်းကင်ပြန်တက်တော့ ဝဲကစားစုခရီးကေထောင်းလို့မကိုလား ဆိုတော့ခရစ်တော်ကောင်းကင်တက်သွားတဲ့အခါမှာခရစ်တော်ကောင်းကင်တက်သွားတဲ့အခါမတက်ခင်သခင်ယေရှုကဘာပြောလဲဆိုတော့မင်းတို့တဲ့ကောင်းကင်တကိုးခံဖို့အတွက်ဂျေရုရှလင်မြို့ကနေပြီးမှစောင့်ပါတဲ့ဘယ်မှမသွားနဲ့အောင်တဲ့ ဘယ်ကစားစုရဲ့ကေထောင်းလို့မကိုတယ်အဝဲမှာတော့တဲ့အပလက်ဘောဘယ်အန်ဂျူဒတိုနေတာသိုးတမန်ဒူးတပါဟာတော့တော့အဝဲလည်းလာဂျူရုချလေအဒေပေါ့ကော အဲ့ဒါနဲ့သခင်ယေရှုခရစ်တော်ကောင်းကင်တက်သွားပြီးတဲ့အခါမှာလူပေါင်း900တဲ့ဟာတပည့်တော်300ကျော်ယုံကြည်သူ300ကျော်နောက်ဆုတ်သွားတဲ့လူပေါင်း120ပဲယေရုရှလင်မြို့သခင်ယေရှုခရစ်တော်ပြောတဲ့ကောင်းကင်တကိုးတည်းဟူသောတန်ရှင်းသောဝိညာဉ်တော်ကိုသူတို့ကစောင့်မျှော်တယ် ဘယ်ကစားစုရဲ့ကေထောင်းလို့မကိုဘောမှုရီတာပလက်ပေါ်တဲ့အကရက်ကြရခေါပလာဝဲဥခေါ်တော့နေတာစီတကလက်ခိတာကေနော်ဆောကအကသာပြအပလက်တကရခိစီအဝဲဒုန်ကေကစားသာစီတာဆိုတာမ အဲ့တော့ရှင်ပြန်ထမ်းမြောက်ပြီးတဲ့သခင်ယေရှုနဲ့မိစ္ဆာရပွဲတာလူပေါင်း900ယုံကြည်သူချင်းအတူတူပါပဲ မေကွာဘယ်ကစားစုရဲ့ကေချက်တော့မှုတော့ကေကွာတမဖို့ရစုကေနာကေကွာကရက်ကပါခိဖို့နဲ့ပါခိဖို့ဒီတော့ ဒါပေမဲ့အဲ့ဒီတကယ်တမ်းကောင်းကင်ကတကိုးတန်ရှင်းသောဝိညာဉ်တော်ဆင်းကြွလာခြင်းကိုစောင့်တာကတော့လူပေါင်း120ပဲ မေကွာကဒါကေပါကလောပါလောခေါ်မှုကိုပါမှုတာစုပါလောခေါ်ဒိုနေတာစီတာဆောမအိုတကရခိစီလို့ အဲ့တော့ယုံကြည်သူချင်းကတော့တူတယ်ဒါပေမဲ့မျောလင်းတဲ့နေရာမှာကျတော့တဆင့်ကွာသွားတယ် မဆာကျော်ဖုန်ဖုန်ကလည်းဒီတော့ပါအော်တော့တဆုမလို့ခေါ်ပါလာလေအဝဲနဲ့လောချောတာ အဲ့တော့အသင်းတော်ရဲ့သမိုင်းမှာကျွန်တော်တို့ကြည့်တဲ့အခါစေရခံခရစ်တော်ကောင်းကင်တက်သွားပြီးစေရခံကြမှာတန်ရှင်းသောဝိညာဉ်တော်ကတပည့်တော်တမန်တော်ယုံကြည်သူလူစု120ပေါ်မှာကုန်းလောင်းခဲ့ထာဝရဘုရား ကစားဆွေကေထောလုံးကပါတော့တချီဝီတော့ဝဲလူလောကတော့သာဆိုစီ တန်ရှင်းသောဝိညာဉ်တော်ဆင်းကြွလာ အန်တော့သာဆိုစီနဲ့ဟဲတော့ အဲ့တော့အဲ့ဒီလူပေါင်း120ရာတခါအောဘွေရတကိုးတွေစုကျေးဇူးတွေနမိတ်လက္ခဏာတွေခံစားရတယ် ဒီတော့ပါတကရကိစီနာအဝဲဘလဘကာသာဆိုစီတာချမအိုတော့တာဟီအကလကလ အဲ့ဒီအဖြစ်အပျက်ကရပိုင်းတော်တွင်မဲ့ အဝဲနဲ့မြေဝါတော့အတော့တော့ဘူးလား လာပိုင်းတော်တွင်မဲ့ အဝဲနဲ့အိုမဲအလားတော့ဘူးလား ဆိုတော့အဲ့တော့ယုံကြည်ခရစ်တော်နောက်လိုက်ခရစ်တော်ရဲ့နောက်ကိုလိုက်လာခြင်းနဲ့အတူတူပဲခရစ်တော်နဲ့အတူတူမွေ့တော်တယ်လည်းအတူတူပဲဒါပေမဲ့ခရစ်တော်ရဲ့ဝိညာဉ်တော်ဆိုတဲ့ဂတိတော်အကျိုးကိုကြတော့တကယ်မှဆုံးတိုင်အောင်တည်ကြည်ပြီးမျှော်လင့်တဲ့သူပေါ်မှာပဲတက်ရောက်တာတွေ့ရတယ် ဘာလို့မင်းစားတာဘာလဲလက်တာလေးကစားရောက်တာပါတာနဲ့ဘာသာနာကဘာလို့မလို့ပါဝဲလော်တီလော်ချဲနေအဝဲဘာလို့အိုတော့တိုင်ကစားရောက်လာကတဲ့လား ဒီနေ့ဒီမှာရှိတဲ့မိသားစုကျွန်တော်တို့ကယုံကြည်သူတွေဖြစ်တယ်ဘုရားသားသမီးတွေဖြစ်တယ် ဘယ်အဖက်နဲ့ကိုမေပါချုကနာကကိုမေရွာဖုန်ဖူပါလား ဆိုတော့ဘုရားကျောင်းတစ်ကျောင်းထဲမှာပဲအတူတူတာပဲအသင်းတော်တစ်ပါးထဲမှာပဲအတူတူဝိပြုကြတာပဲ မမေလာပကဲကစားရောက်ဖုန်ဘာဖက်ဖလောတဖလမဲကေပဲပဲတော့ကောတယ်ကူဘတ်တော့ဂူတော့ဘာတော့ကစားရတော့ကောလား အဲ့တော့ဘုရားသခင်ပေးတဲ့အရာကိုသင်ရတတ်ဖို့တော့လိုအပ်တယ် ဘာကလည်းကစားရတာဟင်းနေဘာဟင်းနေကဘာတဲ့ အဲ့တော့စုံနေတယ်လို့ပြောတဲ့အခါဘုရားရှင်ကဒီနေ့အပြစ်သားအလုံးတွေကနေပြီးတော့ကျွန်တော်တို့ကိုရွေးနှုတ်တာဖြစ်လို့အဲ့ဒါယေရှုကြီးမွားမှာဖြစ်တယ် ခေါပလို့ပကဲပါတာတဲ့ဘာကောကစားရဖုန်သူဘာကောနာဘာစီဘလီပြလား ဒီနေ့ကျွန်တော်တို့ဘုရားကျောင်းလာတယ် အခက်နဲ့ဘယ်လာတော့ဘူး ကျွန်တော်မိသားစုဖွဲ့တယ်ဒါဘုရားရှင်သိတယ် နောက်ပြရဲလို့မလားဝဲနေမိအစားတာပါတာ ဆိုတော့နံပါတ်1ကျွန်တော်တို့ကသိလားဒီအပြစ်သားတွေကနေကယ်တင်တဲ့ဘုရားကယ်တင်ရှင်ဘုရားကိုကိုးကွယ်ရတဲ့မင်္ဂလာရှိတယ် တာရဲ့တဲတိဘဝတဲ့ခေါပေါ်လာပကဲပါတာတဲ့ဘာကစားရဂူတာပစုကိနေကစားအိုတော့တာပလီတာပေါ်လာ တမင်္ဂလာရှိပြီနောက်ဒုတိယတမင်္ဂလာ အိုတော့တာလာတာပေါ် ဒုတိယတမင်္ဂလာကဘာလဲဆိုရင်ဘုရားရှင်ရဲ့တန်ရှင်းသောဥပုသ်တော်နေ့မှာဥပုသ်နေ့စစ်စစ်မှန်မှန်လာဝတ်ပြုရလို့မင်္ဂလာရှိတယ်နှမင်္ဂလာဒီနေ့ဘုရားကျောင်းမှာ နောက်ပါလာဝဲစုကိနေကဝဲပါဆောစင်မှုဘယ်နေလောက်ပါတော့နေအိုတော့တာလာပေါ်လာ ဆိုတနေ့တမင်္ဂလာပါလဲတဲ့အဲ့တော့ဘုရားရှင်ရဲ့လူတွေတန်ရှင်းသူတွေယုံကြည်သူတွေနဲ့မိတ္တာရဖွဲ့ခြင်းရတယ်မင်္ဂလာမြည်တယ်အဲ့တော့သုံးမင်္ဂလာရှိ ဘာကလောရွာပါရှိပါလို့တော့တာရဲလို့မှုလေအိုတော့တာလာတာပေါ်လာ အဲ့ဒါနံပါတ်၄တစ်ခုကဘာလဲဆိုရင်ဟာလာဒီနေ့ဘုရားရှင်ရဲ့အသင်းတော်ကိုလာပြီးမှဘုရားကိုချီးမွမ်းရတယ်ဘုရားကို worship ပြုရတယ်မင်္ဂလာတစ်ပါးပဲဘုရားရှင်ကို worship ဘာလို့ဟဲလောကစားရမယ်ဘာလို့စီထော့တော့ဘာလို့ဥတော့ဘာလို့ဘာလဲဟိလာပါကစားရမယ်အိုတော့တာလာပေါ်လာ ဆိုတော့နံပါတ်6ကဘာလဲဆိုဘုရားရှင်ရဲ့အသင်းတော်ကိုလာပြီးမှဇေဘုတ်တဘုတ်ငွေတွေလူငွေတွေပေးတယ်ဒါလည်းမင်္ဂလာတစ်ပါးပဲ ဘာလို့ဟဲလောကစားရမယ်ဘာလို့ဟိလောဝဲပါခါလောတာစီချက်ဘူးနေအဝဲတော့တာလာပေါ်လာ ဆိုတော့ပြီးတဲ့အခါဘာလုပ်လဲဆိုရင်ကျွန်တော်
တော်တို့ဒီနေ့ခြေဆေးခြင်းမင်္ဂလာပြုဒါလည်းမင်္ဂလာပဲ ဝါမင်းပါလားမှုချတဲ့ညရဲ့ဘဝတဲ့ပါပဲဝေသေးတော့ခေါနေဟုတ်တော့တာလာတာပါလား ဘယ်နှပါရှိပြီလဲ9ပါးရှိပြီဆိုတော့ပြီးတဲ့အခါဘာလုပ်လဲဆိုရင်ပွဲတော်စား လေခိနေဘောကောဘာခလာတာဘူးဘာခလာအဘူးစပိုက်ချီ အဲ့တော့ဘယ်နှပါးရှိလဲဆိုရင်10ပါးတိတိဒီနေ့မင်္ဂလာရ ဝေဘာခလာတာလာတာပေါ်နေဝေခေါ်ခိုင်း အဲ့တော့ဘုရားရှင်ရဲ့ကျောင်းတိုက်တော်ကိုလာတဲ့ဘုရားရှင်ကျောင်းတိုက်တော်ကိုရောက်ပြီးဒီနေ့ရဲ့အသက်တာသင်ခံစားသွားတာကမင်္ဂလာ10ပါးခံစားရတယ် ဝေတဲ့တော့လောဘဟဲလောခေါ်လို့ဆုံးမကိုကိုလောဘာခလာကစားတာလာတာပေါ်နေဝေခေါ်ခိုင်း အဲ့တော့ကျမ်းစာကပြောတယ်ဘုရားသခင်ရဲ့အောင်မြင်ခြင်းကခရစ်တော်အပြင်ရတယ်တဲ့ရှင်ဘောလူ ကစားရတဲ့ပါဘာခလာပါဦးတော့ကစားရတာမလို့လေခေါ်လို့ခရလာ အဲ့တော့ဒီမှာရှိတဲ့မိသားစုတွေနည်းနည်းလေးမေးချင်တာပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ရဲ့အသက်တာမှာအရေးကြီးဆုံးကဘယ်အရာလဲမသိဘူး လောဘတောင်းတလာရစ်တော့တဲ့မိတောင်းနေလား အရေးကြီးဆုံးကဘယ်အရာလဲ တလာရစ်တော့တဲ့မင်းတောင်းနေလား ကဲကျွန်တော်တို့ဖြေကြည့်အောင်အမိရဲ့အသက်တာမှာအရေးကြီးဆုံးကဘယ် ပစီချောပတာအမှုပနောကစားတော့ဟဲ့လာပတာမအရတော့တဲ့မိတောင်းနေလား မန်နီငွေလား ကဲဝါဇီယာ ပညာ ကဲတောင်းတော့ခုဇီယာ ပညာရုပ်ရည်ရုပ်ရည် မမေတော့ကဲဘာညောင်းတော့ခိုးကေဝါ အရေးကြီးဆုံးကဘယ်ဟာလဲလူချင်းတွေမသိဘူးလား အရတော့တဲ့မိတောင်းနေလား ဘုရားကျွန်တော်လည်းထိုင်နေသေးတယ်အရေးကြီးတာမသိဆိုပြဿနာ တောက်စုပဲ ကျမ်းမာရေးဟုတ်ပြီကျမ်းမာရေးပြီးတော့ အစတနာကျင်း မြင်ချင်းဟုတ်ပြီပြီးတော့ ချင်း ဆိုတော့မန္တလေးကရှင်မန္တလေးမှာသခင်ခရစ်တော်ကပြောတယ်ရှင်မန္တလေးကကြီး17 36 33မှာနိုင်ငံတော်ရဲ့ဖြောင်းမခြင်းကိုရှေးဥစွာရှာတယ် လဲနေမှာသက်ရှိကိုခုရှိဝသက်ရှိသားနဲ့အဝဲနဲ့ပါကောင်းတာအချုံမလို့ရပါလား အဲ့တော့လူသားတွေအတွက်အရေးကြီးဆုံးကဘာလဲဆိုဖျားဖြစ်တယ် ဘာကြောင့်တလာရစ်တော့တဲ့မိကစားရလား လူသားတွေအရေးကြီးဆုံးကဘာလဲဖျား တလာရစ်တော့တဲ့မိကစားရလား ဒီနေ့ကဲတင်ချင်းပေးတာဘာလို့လဲ ဘာလို့ဘာတော့ကောက်ကမိမတားရကလဲ ဖျားအဲ့တော့ ရွာ စုကျေးဇူးပေးတာဘာလို့လဲစုကျေးဇူး ဘာလို့ပါတာဟိနေမတားရလဲ ရာ ကြွာဖျားဟိုထဲမှာကျွန်တော်လူတွေမရှိတော့ဘူးပြန်ကုန်ပြန်ဖြစ်တယ်ဆိုတော့စုကျေးဇူးပေးတာရွာဖျားဖြစ်တယ် ဘာကလာဘာလို့ပါတာရှိတာဟိနေမိကစားရလား အောင်မြင်ခြင်းပေးတာ ဘာလို့ဘာတာမန ဖျားချမ်းသာခြင်းပေးတာကောင်းစားခြင်းပေးတာကျမ်းမာခြင်းပေးတာရုပ်ရည်ချုံမလာပါပေးတာဖျားအရှာအလုံးပေးနေတာဖျားအာမင် ဘာလို့ဘာတာခဲလက်ရှိနေမိပဲရလား အရာအလုံးကိုဖြစ်စေတာဖျား ဘာလို့မာကက်တော့ဒုကတော့ခဲနေမိရလား အဲ့ဒီအတွက်ကြောင့်အရာအလုံးထက်အရေးကြီးတာဖျားတဆူပဲဖြစ်တယ် တလာအရစ်တော့ကခဲနေမိရလား အာမင်အခုချိန်ဒီဘယ်ဟာကအရေးကြီးမှမသိသေးဘူးဆိုသင်ခရစ်တော်ပြန်လာငုတ်တော့မင်းနေမှာ မင်းပါကလာမင်းမရှိတော့ဖဲမင်းမတသိညာတလာရစ်တော့မင်းပါခဲလားကစားစကမြားခဲနေဝဲနေတာကောက်တော့ခဲဟုတ်လား အဲ့တော့လူငယ်တွေမှာအများကြီးပဲကျွန်တော်တို့အသက်တာမှာမအောင်မြင်ဘူးလား ဘဝပကဲပါတော့တဲ့တော့တော့တမန်နေ ဒါ အဲ့တော့ခရစ်တော်အပြင်ဘုရားသခင်အသင်ကိုအောင်မြင်တော်သူဖြစ်စေခြင်းနဲ့အာမင် လက်ကစားယူခိကိုနဲ့အဝဲလာပကိုတော့တမန်နေလား အဲ့တော့ကြွယ်ဝတဲ့သူကမဖြစ်ချင်ဘူးလား ဘတဲ့တော့ဥဒတာအောက်ကောပွဲ အဲ့တော့ဟုတ်လားဘုရားကိုကိုးကွယ်တဲ့အခါမှာအကြောင်းကျိုးဆိုတာဆက်ဆက်ရှိပါတယ်ဘုရားလို့ခေါ်တာနဲ့ကောင်းကင်ကဘုရားဆင်းလာတာ ငါပါလာပေါ်တော့ကစားရကစားအလုံးကနေလောလား အဲ့တော့ဆင်းလာအဲ့ဒီဘုရားကလေတမန်တော်မပြီးပြန်လို့ပြန်မလို့ဘူး အဝဲနဲ့ကစားရဓမ္မနဲ့ကေတူတော့ အဲ့တော့ဒီနေ့ဒီမှာဝတ်လာပြုတယ်ဘုရားရှိခိုးရတယ်ပြီးတဲ့အခါမှာဗာစားရတယ် အဲ့ဒါကူတော့ဘာလာကစားရဖဲဝီတာပေါ်တော့မနေလား မစားဘူးလား အဝဲတော့ပါ စားရတယ်ခရစ်တော်ဝင်လိုက်တဲ့ခါလေအဲ့တိုင်းပဲ ဘာလာကစားဆိုရခိမင်းဒီညာတော့လား ဘုံသားလုံးနဲ့ငါးနဲ့ပေါင်စား အဝဲအောက်ပါကိုရေပြညာခိပဲ သဘောကဘုရားရှင်ကယုံကြည်သောသူတို့အငတ်မထားဘူးဒုက္ခပဲမထားဘူးဆင်းရဲခြင်းမထားဘူး မဲကစားရလဲဘာလို့ပေါ်ကစားစုကလေးဘာလို့ပေါ်ကစားရခိနေအဝဲတပါတော့သောင်းမီလာတော့ပါ အဲ့တော့ဒီနေ့အသင်ကိုဘုရားသခင်ကပေးစေခြင်းနဲ့ဆုကျေးဇူးတွေရှိပါတယ် လောက်ကစားရနောက်ကစားအဲ့တော့ဟိပါဘာဟာလာတာဟိနေကိုလား တမန်တော်ခန်းကြီး1ငယ်8မှာကျမ်းစာတွေလိုပြောတယ် လဲလေငါကဆုလို့တော်စဖို့ခေါ်နေ ထို့သောမရှိတော့လေတဲ့ဝိညာဉ်တော်ကသင်ပေါ်မှာဆင်းသက်တဲ့အခါမှာတကူးခံရပြီးတော့ယေရုရှလင်မြို့မှာစယူရပြီးရှမာရိပြည်မြေကြီးစွန်းနိုင်အောင်ကောင်းကင်နိုင်ငံရဲ့သက်သေယေရှုရဲ့သက်သေဖြစ်မယ်လို့ကျမ်းစာရေးလို့ရေးတယ် မမေလဲလက်ချောရှိတော့
ဖဲဘာလို့တွင်းတော့တာဖဲသာစကြီးမဲဟဲလော်ပြီးတော့အဝဲတို့နဲ့သာရှိတက်ဆိုအဝဲကဲတော့တောက်ရတာလား ဒီနေ့သင်ဘုရားမှာအောင်မြင်တဲ့လူဖြစ်ချင်းဘုရားရှင်ရဲ့ဝိညာဉ်တော်ခံယူရမယ် ဒီတော့မင်းပဲတော့လို့ပို့တာတတ်မှာလို့လည်းပုကပါတူလို့သာစရှိလား အာမင် အာမင် အဲ့တော့ဒီနေ့သင်ဘုရားမှာအောင်မြင်တဲ့ test တကိုးနဲ့ပြည့်တဲ့သူဖြစ်ချင်းတန်ရှင်းသောဝိညာဉ်တော်နဲ့ကျွန်တော်တို့ကမှွေနေရမယ်ပူပေါင်းရမယ် ဒီတော့ပို့ရတဲ့ပဲတော့ဥလာတတ်မှာလို့လောပုကပါအိုတာဥပါရဲလို့မလားသာစရှိလား မစ္စဝါရပြောတယ်အရင်မိုးနဲ့နောက်မိုးကဒီအချိန်မှာသုံးလောက်မယ် လောအလဲကြီးပဲတော့အလဲကြီးပဲတော့လောကလူတော့သာရှိလဲညာလာခိုင်နေဘာလို့လူတော့သာရှိတိုးမှာခိုင်လား အဲ့တော့ရှင်မသက်ငါမှာသခင်ယေရှုတောင်းပေါ်ဒေသနာမှာသူတရားဟောရရရှိတယ် မင်းကွာလေမှာတဲ့ဆုတော့ကျနာပစ္စည်းအဝါရှိတဲ့တော်လို့ပစ္စည်းတော့ခုနေ မင်္ဂလာဘယ်နှပါရှိလဲ ကဲပါသာစရှိတော့တော့ပေါ်ဘိခါလာလေမှာတဲ့ဆုတော့ကျခုနေသာစရှိတော့တော့ပေါ်ဘိခါလာ ဒါကလည်းရှင်မသက်ခန်းကြီးငါမှာဖတ်ဘူးလားဘယ်သူဖတ်ဘူးလဲမသိ ဘာလို့ဖာပါလေမှာတဲ့နေဖာပါပါ ဆိုမင်္ဂလာ9ပါးရှိတယ် ဟိုနဲ့ဥတော်သာရှိတော့တော့ပေါ်ခိခါ ဆိုရှင်မသက်ခန်းကြီးငါမှာယုံကြည်သူတွေမှာယုံကြည်သူတွေသိဖို့မဟုတ်ဘူးနော်ယုံကြည်သူတွေရှိဖို့အတွက်ခရစ်တော်ဟောတယ်မင်္ဂလာ9ပါးရှိတယ် လေမှာတဲ့ဆုတော့ကျပစ္စည်းကြည့်တဲ့တမဲတော့ပါခရကိုပါတိညာတော့ပါခရကိုကိုလို့ပတ်တာဘူးလား အဲ့တော့ကောရိန္သုစနစ်မှာရှင်ဘောလူကလည်းပြောတယ် လောတဲ့ခရသူနဲ့ချပေါ်လို့နိုင်တယ်ပဲရှိပါလား တိကောခန်းကြီးစနစ်ပေါ့ကောရိန္သုဩဝါဒပထမဇာလောခန်းကြီးစနစ်မှာ လောတဲ့ခရသူဆိုတော့ရှိခိဘူးနဲ့ စုကျေးဇူးရှိတယ်စုကျေးဇူး ဝိနေသာစရှိအတဟိ ဖတ်ဘူးလား ဝဲဖာပါရ အဲ့ဒါစုကျေးဇူးဘယ်နှပါရှိလဲ သာစရှိအတဟိဥပ္ပခါလဲ ဘယ်နှပါရှိလဲ ဥပ္ပခါလဲ ဘယ်နှပါရှိလဲငါဘောဘယ်နှပါရှိလဲ ဥပ္ပခါလဲ ရှင်းပါတယ်ဟုတ်ပြီနည်းနည်းစပြောကြည့်ပါဦး ကဲ ဟိုပါပြီးတော့ဘယ်နှရက်ဘယ်နှပါရှိလဲ တဲ့တကလာဥပ္ပခါလဲ ရောက်တော့သူကအနာဟောကငြိမ်းတယ်တယောက်တော့သူက prophet ပြုတယ်တယောက်တော့သူကထိုးထွင်းသိမြင်တယ်ဟောအစရှိတွင်ရှင်ဘောလူပြောတယ်မင်းအစုကျေးဇူးဘယ်နှပါရှိလဲ ဒါကတော့သာစရှိအတဟိနဲ့ဥပ္ပခါလဲ ဒီကျွန်တော်တို့လူငယ်တွေကျမ်းစာဖတ်ဖို့လိုပြီနော် အဲ့နဲ့ဘယ်ကဘာသာဘကခါလဲစရှိတယ်လို့လေ အာမင် 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 ဖျားရှင်ကြိုက်ပါတယ်ကျမ်းစာဖတ်ပါ နာအနဖာလဲဆိုကစားရပါတာ အဲ့တော့စုကျေးဇူးဘယ်နှပါရှိလဲ9ပါးရှိပါတယ် နော်သာစရှိအတဟိနဲ့ဥပ္ပခါလဲ ဘယ်နှပါရှိလဲ ဥပ္ပခါလဲ ဟာအဲ့ဒီစုကျေးဇူးတွေကတင့်ကိုသိုံနဲ့ဘုရားမကျင်တတ်ဘူးတင်ရှားဖို့တင်ရှိဖို့အဲ့ဒီစုကျေးဇူးတွေတင်အသက်ရှင်ဖို့အတွက်ဘုရားကကဘာပေါ်မှာချပေးထားတဲ့ຢာတွေဖြစ်တယ် ခေါပလောပတိခေါပလောကစားရတပါတာလောပကတိညာသာစရှိအတဟိပါဒီတော့ဒီတော့ကနေပါလား အဲ့တော့နောက်ရှင်ဘောလူကထပ်ပြောတယ်ဂလာတိခန်းကြီး9မှာပါပါတယ်ကျွန်တော်တို့ဒီမှာ A1 ဆိုလူငယ်တွေမြင်နေရည်ရွံနေတာရှိတယ်ဝိညာဉ်သီး မင်းမကလည်းလေကလာတိချတော့ရဲ့ချပါကလောသာစရှိအတာတာ ဝိညာဉ်သီးဘယ်နှလုံးရှိလဲ သာရှိအတာတာအုပ်ပြီဖလက် ခရိယန်စကားနဲ့ဆိုတော့အလုံးလို့ပြောတာဘူး မင်းမလောပါခရဘာတာကိုလည်းအောက်ဖလက်လေ ဒါပေမဲ့ပါဏိစကားနဲ့ဆိုတော့အဘာလို့ပြောရတယ်သူအလုံးမဟုတ်ဘူးအဘာ အပါဝပါတယ်ပါလား ဟုတ်ပြီဘယ်နှလုံးရှိလဲဝိညာဉ်လုံးဘယ်နှလုံးရှိလဲ သာစရှိအတာတာအုပ်ပြီဖလက် ကိုလုံးကဲတင်မှာဘယ်နှလုံးရှိလဲ လောပေါ်တာကစီစဉ်အုပ်ပြီဖလက် အဲ့ဒီကိုလုံးနဲ့တင်မှာဘယ်နှလုံးရှိလဲ လောသာစရှိအတာဟိခရီးဖလက်နဲ့အိုလောတာအုပ်ပြီဖလက် ချစ်ချင်းကျင်နာချင်းနဲ့ရှိလားပြန်စမ်းစစ်ကြည့်အောင် ဘာ အဲ့ တာခရီးဆိုတာခုတာခရီး ငါလုံးရှိတယ်လေးလုံးကြံသေးတာပေါ့ဟုတ်ပြီနော်ဆိုတော့ဝိညာဉ်မင်္ဂလာရှင်မသက်ခန်းကြီး9မှာမင်္ဂလာဘယ်နှပါရှိလဲခုနကပြောသွားတာဘယ်နှပါရှိလဲ လောသာစရှိအတာလာတော့ပေါ်ဥပ္ပခါလဲလေမှာတဲ့ချတော့ရဲ့မကနေ မင်္ဂလာ9ပါးရှိတယ် ဝဲနေပါရှိတာလာတော့ဝဲခွခါ ဒီကောခန်းကြီးစနစ်မှာစုကျေးဇူးဘယ်နှပါရှိလဲ လောတက်ကြတော့ဆုလို့ချီခီနဲ့ပါရှိတာဟိဥပ္ပခါလာ ကျွန်တော်ပြန်လဲရှောက်မြင်အိမ်ကျရင်တေချာလေးဖတ်ပြီးမှတ်ကျင်တော့ဖြတ်ချင်းစီမှတ်ကျင်အဲ့ဒီမှာ12ပါးရှိတယ်အဲ့တော့စုကျေးဇူးကဘယ်နှပါရှိလဲ12ပါးဘယ်ဆက်ကမှချတယ်ပြန်တော့မပြန်သေးဘူးနောက်ပတ်တော့မဟုတ်ဘူးဆိုတော့အဲ့တော့မင်္ဂလာ9ပါးစုကျေးဇူး12ပါးဝိညာဉ်သီးဘယ်လောက်လဲဝိညာဉ်သီးဘယ်လောက်လဲတိတ်သွားပြီဝိညာဉ်သီးဘယ်လောက်လဲ9ပါး9လုံးဟုတ်ပြီနော်ဆိုတော့ဒီမှာရှင်ပေတရုကလည်းထပ်ပြောသေးတယ် ဇောပိလူရာဝဲချက်တူဝဲလာ ဆိုတော့ရှင်ပေတရုဩဝါဒမှာဒီမှာပထမစတာဇောင်းလေးမှာတစ်ချက်ပါတယ်နော်ရှင်ပေတရုအခုကျွန်တော်ခန်းကြီးတွေမှတ်တော့ပါနော်ရှင်ပေတရုဩဝါဒဒုတိယစာဆောင်မှာရှင်ပေတရုဩဝါဒဒုတိယစာဆောင်အခန်းကြီး1မှာပါ လောအခီပိလူအဆုလို့တန်းနေဝဲနေပါပါလာခဏလာ
အခန်းကြီး1မှာပါရမီနဲ့ပတ်သက်လို့ရှင်ပေတရုဟာယုံကြည်သူတွေရှိဖို့သူကတွင်တင်သွားတယ် แล้วชาวปิดตัวเอาไว้ตัวปาลสุกินนาเกก็ซะยาติตะพาดีต่อเอาไว้โคดอกตาซอซีอะตาลา ဖတ်ဘူးလား เอาไว้ถามว่าเฮีย ဖတ်ဘူးလားအဲ့တော့ပါရမီဘယ်နှပါရှိလဲ ตาซอซีอะตาลาอุปิคาเลย ဟာနေ7မှာတွေ့နိုင်တယ်ဘယ်နှပါရှိလဲ เดี๋ยวล่ะยิน ဘယ်နှပါရှိလဲ โอเสียล่ะ ပါရမီဟမ်10ပါး อ๋อ sorry ပါရမီ10ပါး ตาซอซีอ๋อปารมีโอขอคาล่ะ ပါရမီဘယ်နှပါလဲ10ပါးပါရမီဘယ်နှပါလဲ10ပါးအဲ့တော့အဲ့ဒါသိဖို့လားရှိဖို့လား เอาไว้นำบ่ติญาก็ป้าโอโลก็ป้าโออ่ะ တော်ပါပြီနောက်ဘုရားကောင်းငင်ကြမှာပဲညီတို့မှာဟုတ်လားအဲ့လိုမျိုးလားစုကျေးဇူးဆိုတာကောင်းငင်ရောက်မှာတော့ရတာမဟုတ်ဘူးစုကျေးဇူးဆိုတာကဘာမြေမှာယုံကြည်သောသူတွေသုံးဖို့ထောက်ရဘုရားကပေးထားတာဖြစ်တယ် ba kala ta so si atake te mela ne ke tu lo mu ko ba ma ka sa ya he la wa dia ko tu lo ko play la အာမင် အာမင် အဲ့တော့သင်ဖို့ရဲမှာပေတရုကောင်ကဝိညာဉ်တော်သုံးလောက်နဲ့ထတရားဟောတယ်လူသုံးတော်ပြောင်းနေတာ he he tu ye si a ni ne ta so si la wa cho pe tu lu a wa ke si to ho kara la amen ne ba la wa ga ta tho tu ke na sa ဆိုတော့ဒုတိယကျင့်ဝိညာဉ်တော်အားဖြင့်ထဟောတယ်လူ9000ထပ်ပြောင်းနေတယ်ဟော la ki wa wa la wa ke si to ho kara pa ga ji ka tho tu ke na sa ya ဆိုတော့ပေတရုကလမ်းလျှောက်တယ်တဲ့သူလာတဲ့လမ်းလျှောက်တော့မှလူနာတွေအများကြီးခင်းတာကြိုးတယ်ပဲ့တယ်ရွေးတယ်ဆောက်တယ်အကုန်ခင်းတာသူလမ်းလျှောက်လာတာ he cho pe lu wa ha la le mu ko le ko pa ne pa la la pa chu pa cha pa ko ya ko o go mu ga pa la စတူအရှိန်နဲ့ထိတဲ့လူတွေအကုန်လုံးဟာကျိုးတဲ့သူပြန်ဖြောင်းတယ်မမြင်တဲ့သူမျက်စိပြန်ပေါက်တယ်နားမကြနားတွေချအကုန်ကြောင်းလာတယ်ပြောက်တကောအဲ့ဒီစုကျေးဇူးကိုဒီနေ့ဘုရားသခင်ကသင်ကိုရစေခြင်းနဲ့ ya pa cho pe lu wa la ha la pa la chi de ko te ge ta pa cho pe lu a ko ne a chi ke ko ke a me clip lo a wa ne la le cho la ba ka la ta so si attack ne ke sa ya pa ta lo ko do ne ba si pa la အာမင် amen အဲ့တော့အဲ့ဒီခုနကစုကျေးဇူးတွေတစ်ခုပြီးသိရှိမှရောက်လာမယ်ဆိုရင်သင်ဟာအောင်မြင်တော်သူပဲ ba ka la ta so si attack ne me he ti lo pa ta mu ko ke mi pa la ma ne da ကျန်တော့ခုနကကျွန်တော်တို့ပြန်လာမယ်ပါရမီဘယ်နှပါရှိလဲ la ta si pa ni o si ပါရမီဘယ်နှပါလဲ10ပါးစုကျေးဇူးဘယ်နှပါလဲ ba si ta ke ka la 9ပါးဝိညာဉ်သီးဘယ်နှပါလဲ ba si ata pa ဝိညာဉ်သီးဘယ်နှပါလဲ9ပါးဝိညာဉ်မင်္ဂလာဘယ်နှပါလဲ12ပါး73ပါး74ပါးလည်းမလုံးနဲ့တော့ဘုရားလေးမှာပြောတာဝိညာဉ်မင်္ဂလာဘယ်နှပါလဲ9ပါးဝိညာဉ်စုကျေးဇူးဝိညာဉ်စုကျေးဇူးဘယ်နှပါလဲ9ပါးလေဒီကောခန်းကြီးစတဲ့မှာဘယ်နှပါလဲ9ပါးဝိညာဉ်သီးဘယ်နှပါလဲ9ပါးဝိညာဉ်ပါရင်ဘယ်နှပါလဲ10ပါးပေါင်းကြည့်အောင်ပေါင်းကြည့်လိုက်ကိုသုံးလီစကောဟုတ်ကဲ့ရှင်းတယ်ပေါ့တက်စီရဲ့ဘယ်လောက်လဲ ဒါစီရဲ့ ဘယ်လောက်လဲ o ta si ye la တက်စီရဲ့ဆိုရင်35ပါးလောကတင်သိအောင်နေသိဖို့လားဘဝထဲမှာရှိဖို့လား ba ka la ta so si attack ta ka ta si ya kana ko ba ti nya me pa lo pa ta mu ku la ဒီနေ့ယုံကြည်သူလို့ပြောတဲ့အခါတကိုးမဲတယ်သူမဟုတ်ဘူးယုံကြည်သူကတကိုးရှိတော်သူဖြစ်တယ် la lo ba su ke na ke sa ta ba me la ta so ta mo to wa ta ba me pa la ko la ta so ta ma la ယုံကြည်သူလို့ပြောတဲ့အခါမှာဒုက္ခရောက်တဲ့သူမဟုတ်ဘူးယုံကြည်သူဆိုတာကောင်းစားတဲ့သူတွေဖြစ်တယ် la ba su ke na ke sa ya ta ba me pa la ba na ba pho to me na ba me pa la ku bo o nya la အာမင်ဒီနေ့သင်ဘဝမှာဘုရားရှင်ကဝိညာဉ်ရေးမှာကြီးကျယ်လာပြီးဘုရားနဲ့သွားလာတဲ့အခါမှာဒီဘဝမှာနေတဲ့အခါမှာအဲ့ဒီစုကျေးဇူးတွေကိုဘုရားကတစ်ခုပြီးတစ်ခုစုံလင်စွာရရှိစေခြင်း e me pa ta mu me ko pe le ta ka sa ya ta ba ta pa ta mu ne ta cho ka sa ya ta he ne a wa lo tho pe tho ko kwi la လူတွေအင်္ဂလန်နိုင်ငံအမေရိကန်နယူးယောက်မြို့ကနေအင်္ဂလန်ကိုသင်္ဘောကြီးတစ်စီးကသွားတယ်ပေါ့နော်ဟုတ်သင်္ဘောကြီးတစ်စီးသွားမယ်ဆိုတော့အဲ့တော့လူတယောက်ကသင်္ဘောလိုက်စီးမယ် la ba nya ta ko bo la ဆိုတော့အဲ့တော့သင်္ဘောလက်ပတ်က$300တောင်ပေးရ me ka bo a pwe a le ma pwe ne zo bo la ဆိုတော့အဲ့ဒါနဲ့သူက$300မရှိစုမစုဆောင်းပြီးမှဘာမှမစားဘဲနဲ့ကြိုးစားပြီးအဲ့ဒီငွေလေးကိုစုပြီးတော့အဲ့ဒီသင်္ဘောလက်မှတ်တစ်ခုဝယ်လိုက် a wa a che ne a wa chu to ta no mi ba a wa chu la ka pwe a ko bo pe a le ma la အဲ့ဒါနဲ့ခါလေးအဲ့ဒီသင်္ဘောပေါ်မှာသူ့အထုပ်ကလေးသူယူပြီးတော့သူတက် a wa hi na a bo a ta bo ta cha wa le thot do ka bo အစိမ်းကသင်္ဘောကြီးကြီးပဲအထက်တယ်လည်းအများကြီးသင်္ဘောကြီးလည်းရှိပြီ la ka bo ne a wa ne o pha tho o block thwe nya la ဟာပြင်ဆင်ထားတယ်လည်းအရန်လာတော့အာကြည့်ဟိုးခန်းခန်းနာနာထဲထဲဟောအောင်စရာတွေပဲ me me kwa ka bo ne pa te pa pe yo ke ya ne kwa lo thon ni tu thon ni ta la
ဆိုရနဲ့သူအဲ့လိုပဲဒီသူ့ရဲ့တင်မောလက်မှတ်ကလေးအိတ်ထဲကိုထဲပြီးမှတင်မောတွေကိုလည်းမဟုတ်အဲ့ဒီဟိုဒီတင်မောရဲ့အပြင်ဘက်ကလေးမှာပေါ့နော်အမိုက်တောင်းလေးဘေးနားမှာပဲသူသွားထိုင်ပြီးမှဖြာလေးခင်းပြီးသူထိုင်နေတာ ဝါဖက်ပါတကနာဝါပွင့်ကဘောယူလေမဝေတာဝဲတဲ့လာစစ်ကတော့ဝဲတယ်လို့အလောကဘောပူဝဲဥဘဲကဘောကလလတကမီနဲ့ဒါလောက်ခဝဲချစ်တော့ပဲလား တင်မောလက်မှတ်ရှိတယ် ဝနဲ့ကဘောယူအလဲမနဲ့ဟို တင်မောပေါ်နဲ့ရောက်နေပြီ ဝဲဒီလောကဘောပူလေ ဒါပေမဲ့အဲ့ဒီတင်မောရဲ့အပြင်ဘက်ပေါ့နော်မိုက်နေထားတဲ့အဲ့ဒီနေရာလေးပေါ့အစင်ပြေမဲ့နေရာလေးမှာသွားထိုင်နေတာ ဝဲလေရှိနော်အော်လာကဘောဥပအတကလလောကပါတကမီရဒလာလဘာကောတစ်ချက်ချင်း ဆိုတော့အဲ့ဒါနဲ့တင်မောကဒီနေ့လယ်ပိုင်းရောက်တော့ဒီအချက်ပြတယ်ပေါ့နော်ထမင်းစားဖို့နော် မမေကဘောနဲ့မမေလကဘာမှုချာကောနဲ့အဝဲဟိဝဲတချောတာဟိဝဲချက်လောအဝဲဘာကောတာ ဆိုတော့လူတွေကသူ့စုနဲ့သူစုပြီးတော့တခါထမင်းစားဖို့ရေဟောကန်နေပေါ့နော်ဘူဖေးစားဖို့ပေါ့တခါနဲ့သွားကြတော့သူဘယ်ထမင်းသွားစားမယ်မလိုက်ဘူးလားပြော ဝိရာဖာဝိရာအဝဲတဲ့ဖာလည်းပါတယ်ဥပနဲ့တဖာအဝဲလေအောင်မလားမမေလောက်ပါကောနဲ့တလေအောင်မလား ရှင်းတဲ့ပတ်စံတွေအကုန်လုံးအပုံအောပြီးတင်မောလက်မှတ်ဝယ်ထားတော့သူ့မှာပတ်စံမရှိတော့ ခေါဖလာအဝဲချေဝဲနဲ့အဝဲပဲကဘောယူလေမာလို့လေကိုနဲ့ကလေအော်ဒါနဲ့ချေလို့လို့ပါ တော့စားပြီစားပြီ အဝဲတိုက်ဆောကအောက်လေ မဆိုတော့ तू သွားစားပတ်စံပေးရမှာပဲ तू ထင်နေတာဟုတ် အဝဲစုံမေးတော့အောင်းဒီပါဟိချေလား အဲ့တော့သမင်းစားမယ်တော့ပြောတယ် तू စားပြီဝေးလေစားပြီ လက်ခိတော့ပါလေတဲ့တော့တိုက်ဆောကအောက်လေ तू ပေး तू ပတ်စံပေးရမှာပဲ तू ထင်နေတော့ तू မှာပတ်စံမရှိဘူး အဝဲချုပ်ကမှုဝဲလာပါဟိချေကိုနဲ့အဝဲချေတော့ပါနဲ့အချုပ်ကမှုဝဲလား အဲ့တော့ဘာလို့ဆိုသမင်းသွားစားမယ်ပြောတယ်လေရတယ်စားပြီမလို့စား แล้วปาติปะเราကလေအမေလာအဝဲလိနေပါတော့အမေလေ ညနေစားအချက်ပြတယ်ဒုတိယလာတော့သမင်းသွားစားရအောင်စားပြီစားပြီ แล้วเมื่อเราไปที่ว่าအချက်แล้วကလေအမေปาติปะတော့ဒီဝဲတော့အမေ ဆိုတော့တမောခင်းစင်ကနှစ်ပတ်ကြာ แล้วก็บ่တက်လည်းနေရွယ်ခီးတော့မယ် အဲ့နောက်နေလေစားပြီလက်ခိတော့တယ်ဝဲတော့အမေ ညနေစားစားပြီ သူရလာလည်းကအမေ အငါးရက်လောက်ကြာလာတယ်သမင်းသွားစားပြီ ဒီလည်းရတော့လည်းတယ်ဝဲတော့အမေ ညနေရောက်လာတယ်မတတ်နိုင်တော့လက်ရည်လေး တယ်ဝဲတော့အမေ အဲ့ဒါနဲ့နှစ်ပတ်မြောက်တဲ့နေ့နောက်ဆုံးနေ့အဲ့ဒီအင်္ဂလန်စိတ်ကောင်းကိုကတ်တော့ แล้วခီးนี่ก็ไปတော့นะအဝဲကတူလောက်ကဘောအင်္ဂလာကဘောတင်နေလား ညနေစာအချက်ပြ แล้วเมื่ออะไรที่แหวะตาชุดတော့ တယောက်ကလည်းတော့ဆိုင်အောင်လေးမစားဘူးကွာတော့ဆိုင်အောင်လို့သူ แล้วน่ะก็แล้วไปเลยอ้อก็ စားပြီမထွက်နိုင်တော့ဘူးဒီမှာ ဒါပေမဲ့အော်ဝီတဲ့ရတယ်တော့ထောက်လဲတော့ ဟာခင်ဗျာဘလို့ဖြစ်လဲဟာတပွေပြီးရက်ဒီပါလေခေါင်းမသတိလေးမြောင်းဆောင်းနေတယ် လာဝဲအကွာကွာနဲ့ပါတော့ကောင်းလာဝဲကွာကောတော့ပလိုက်လား ရက်ဒီပါလေကဟာရှိဒီပါတိုက်ဟာပေါ့အပြင်ကဟာဆေယဝဲလာစတော့အာရပြက်နေတာပဲတဲ့ဟာကြည့်တော့ဆေယဝဲ ဒီ လာ ကတော့ကွာကောကတဲ့ရာဟဲမှာကွာဘာခါလာတော့အာဝီဘာတော့လို့က ဟာအကူအောင်ပေါ်တယ်တမောပေါ်လူတွေက ဘာလို့ကဘောဝင်လောက်ကမကမခဲလဲလား တလို့အကောင်းဆုံးအစားတော့အကောင်းဆုံးဇိမ်ခံပစ္စည်းတဲ့တင်မိုးကြီးပေါ်မှာလိုက်လာပြီးမှအာဟာရပြတ်တယ်အပူအောင်နေတာ ဘာခါတော့ကဘောဝင်ဘာခါတော့အောက်ခဲတဲ့လေအဝဲနဲ့ဘာခါလာအဝီဘာတော့ဝလို့ကွာတော့မွေးပါ ဟာကြည့်တော့ခင်ဗျာတမင်းနမပါတယ်မလားသူတင်မိုးနမဘာရဲ တော့ဘာတိအဘာခါလို့ကဘောတော့လဲမှာတပတ်တဲ့ဘာမှလဲ မဟုတ်လေဒီလက်မထဲမှာဒီလက်မပေးပြီးတာပတ်စံပေးပြီးတာနဲ့ဒီငပတ်တာလုံးမှာအခမဲ့စားဖို့ဒီလက်မကပေးပြီးတာတဲ့ ဘာတခွင်းနကောတာနဲ့အလူအပွင့်အိုလဲမှာပွင့်ခဲလေ တင်မိုးပေါ်လိုက်ုံနေမဟုတ်မနဲ့စားနေလဲစားညနေစားအကုန် free စားဖို့တော့အဲ့လက်မကခရီးအစားဆုံးအခမဲ့ပေးပြီးတာတဲ့ အဝနဲ့လဲမှာမင်းပိုင်ဟဲ့နာအဘောဝင်လေ လက်မထဲမှာပါပြီးတာ လဲမှာပွင့်လေအိုလဲလေ တခါရမေးတော့မျိုး အဝနဲ့အသာတော့ကတဲ့တယ်လောအသာလို့ထဲလာ မစားလေဘူးငါပြီးသေးသွားတာ အဝတော့ဘဘာလောသာလောဒိုနေ လက်မထဲမှာပါပြီးသားပဲနော် လာအဝနဲ့တာအောပွင့်ခဲလေအိုလဲမှာဘူး အခမဲ့အစီအစဉ်ပဲ လဲနာပါကတဲ့ကတော့နဲ့ဝီလေလေ ဒါပေမဲ့မစားဘဲနဲ့ငတ်သေးသွားရှာတယ် အဝတော့ဘဘာအဝသာဝီလောဒိုလာ ဒီနေ့ခရီးရလဲအဲ့တိုင်းပဲ တော့ဘာခိဘခေအချက်တော့မှလာဒီနေနော် သခင်ယေရှုခရစ်တော်ကရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်တဲ့သူကိုထာဝရတဲ့တခုတည်းပေးတာမကဘူးနော် ဘာကလာကစားစုပြဝဲဟိပါတာအပေါ်တူစီရကရှိတော့မူတော့ကဲတမလာကဟိပါတဲ့တမူလို့ထိုးလို့ရတဲ့မင်းပါ ကောင်းတဲ့နိုင်ငံမတက်မချင်းမြေကြီးပေါ်မှာရှိတဲ့အချိန်မှာတကိုးရှိခြင်းကြွယ်ဝခြင်းကောင်းစားခြင်းအောင်မြင်ခြင်းကျမ်းမာခြင်းနဲ့
ဖို့အတွက်ခရစ်တော်ထဲမှာပါပြီးသားအာမင် ဘာကလို့ပါလို့ကိနာကကစားတကလာတတော်လက်ကေတော့မှုခေါ်အော်လာကိုဖလာကစားရဟဲ့လောပါခလာတတ်ခွတ်တာခွတ်တာအောက်အောက်ပဲအလို့ပဲလား ခရစ်တော်ရှိလျက်နှုတ်ကပတ်တော်ရှိလျက်နဲ့စာပီပီ ငနာကစားစုကိနေအိုတနာလေဆိုစီနော်အော်ဝီလီ ဝိညာဉ်မင်္ဂလာဘယ်နှပါရှိလဲ ဒါဆိုရင်တလာတော့ဘောဝီခါလာ 9ပါရပြီလား အိုလီယာအော်ဝီ ရပြီလား9ပါလေရှင်မတဲ့ခန်းကြီးငါမှာယေရှုပေးတဲ့မင်္ဂလာ9ပါရပြီလားကိုတက်တာထဲမှာ ဘာကလည်းလေမတာချတို့ရကစားစုဟိပါဒါဆိုတလာတော့ဘောခိခါနော်အိုလီယာ ရပြီလား ဘယ်နေပါလီယာ တေကောခန်းကြီးစနစ်မှာစုကျေးဇူးဘယ်နှပါလဲ လောတော့ခရစ်တော်ချလို့ရှိကိဒါဆိုရင်တိုင်ဟိဝီခါလာ 9ပါရပြီလား ဝီခါ မောင်တို့မတို့ရပြီလားအရောက်တိုင်းရပြီလား ဘဝတည်းပါကောနော်ဘယ်နေပါလီယာ သခင်ယေရှုကိုကိုးကွယ်တဲ့ယုံကြည်သူအားလုံးရပြီလားစုကျေးဇူးကို ဘာလို့ချုပ်နေနာကကစားရှိကောနော်ကလည်းပို့တိုနဲ့ဒါဆိုရှိအတဟိလီယာ ဝိညာဉ်အသီးကိုလုံး ဒါဆိုရှိအတတဖိကလ အကုန်ရပြီလား ဘယ်နေပါခဲလီယာ ဝိညာဉ်ပါရမီ10ပါအကုန်ရပြီလား ဒါဆိုရှိပါရမီဘယ်နေပါခဲလီယာ အာမင် အာမင် ဒီစုတောင်းပါမယ် လောကဘာခေလာ ရှင်မလေးခုနှစ်ငယ်ခုနှစ်မှာတောင်းကြတော့တောင်းနေမှာဖြစ်မလဲရမယ် လေ စု မ တော့ တဲ့ တောင်း သူနေချက်ပုံနေတယ်တဝဲလာခိလာကဘာလာခိလာနဲ့ကိုတို့နေ စု ပါ တော့တောင်းနေဘာတွေတောင်းနေ အဝဲခိပါတိပါတော့အဝဲခိတောင်းနေတယ် ဖခင်အလိုတော်ရှိတာတောင်းပါမယ် ဘာကဘာခဲလာကစားရတာပါတော့ ဖခင်အလိုတော်ကအင်္ဂလန်ရောက်ပြီးငတ်မသေးအောင်ဖခင်ကလိုချင်တာ နာကစားရတာပါပါလေဒီလေအင်္ဂလန်တမလာကဘာလို့ဒုသိတမေပါ ကကျွန်တော်တို့ဖခင်ယေရှုခရစ်တော်ရဲ့အကြောင်းကိုကျွန်တော်ပြန်ကြည့်အောင်သခင်ယေရှုနဲ့လူတွေနဲ့တွေ့ယေရှုဘာလို့လဲထွက်ပြေးလာဟာလူတွေကိုပြေးလာ နာကစားချူအဝဲလေတိပါတိတယ်ဘလော့ဖော်လေတိပါတိအဝဲကေချီခွာ ပြေးလာ အဝဲစီရ ယေရှုဘာလို့လဲလူတွေနဲ့ နာ တွေ့ ကစားအကစားချူမအမဝဲဒီလာပါတိနေ လာတူထား အဝဲကောတော့ကျော်လာသူခေရှိတော့ လာစုဘာပြေးလာလဲ ကျလာချူမာလာဒီလာ ဟာရှင်လာတာကြည်စားတော်ဆရာ အဝဲအသာတမကလာအဝဲခေရှိတော့တမှုတော့ကလာ မထူးဆန်းဘူးလား အဝဲတော်ကမှုကမ အဲ့တော့သခင်ယေရှုမျက်စိမမြင်ဘူးမြင်စေပြောမျက်စိသလုံးပြန်ပေါက်လာတာဟာကိုတော့ထူးဆန်းတယ် အဝဲကစားချူတိတော့ပါမယ်ခလီအတော့ပါအဝဲတတိတော့ပါမယ်ခလီ ဒီနေ့ကျွန်တော်တို့ကိုယ်ကိုယ်နဲ့ဘုရားကတကိုးကြည့်တဲ့ဘုရားအအောင်ဘုရားကောင်းတဲ့ဘုရားအစွမ်းထက်ဆုံးဘုရားအင်အားကြီးဆုံးဘုရားစัจ java ထဲမှာအရာအလုံးဖြစ်စေတဲ့ဘုရားကိုကျွန်တော်တို့ကိုးကွယ်တာဖြစ်တယ် ဘာကစားရလို့ပုချုကိနာအမိပါဒကလောတော့တတိုးတမောမတ်တိခဲလား အောင်မြင်သောသူဖြစ်ရမယ် ဘကပမိပါလို့တော့တမန်လား အဲ့တော့တရားအောင်မြင်သောသူဖြစ်ဘုရားဘုံထင်ရှားသောသူဖြစ်တယ် မိပွေးမိပို့တော့တမန်နဲ့ကစားရတော့တလာတာပေါ်လား အဲ့တော့ပတ်ဝန်းကျင်ဒေသလူတွေကတရားဖြစ်အဲ့အောင်မြင်ခြင်းတွေစီးစင်းသွား ခေါပလို့ပို့တော့တမန်တော့ဟောနေပါကတိပါနော်အဝဲကစားရအတလာတာပေါ်ကလေးပါကူပါကလာဝဲသိဖာတော့မှုလား အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာမှာကောင်းစားသောသူတွေဘုရားသခင်ကဖြစ်စေခြင်း နော်ဘဝတဲ့ပါကောနော်နဲ့ကစားရဘာသာလို့ဘကဘာဥဘောညောအောက်ဘောပဲလား အဲ့တော့ကျွန်တော်တို့ကိုနဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေလည်းကျွန်တော်တို့ကပြန်ကောင်းစားခြင်းတွေကိုစီးစင်းပြီးပြန်ခံစားစေခြင်း နော်ပါအောနော်ဘကဘာကောနော်ကတဲ့နေဒီတော့ဘာကပလဘာကစားရတဲ့ပါကူပါကခေါပလို့တော့မှုခေါ်လား အဲ့တော့အောင်မြင်ဖို့အတွက်အောင်မြင်ခြင်းကိုပေးတာဘာလို့လဲ ဒီတော့ဘကောတမန်တော့မတိုင်းပါတမန်နဲ့လား အောင်မြင်ခြင်းကိုမလိုချင်ဘူးလား ပတိုလိုတမန်နဲ့ မလိုချင်ဘူးလား ပတိုလိုပါ သုံးပုံတပုံလောက်ပဲရှိတယ်ကျွန်တော်နှစ်ပုံကတော့မအောင်မြင်လဲကိစ္စမရှိဒီလိုပဲငပိတောင်းမှာဟုတ်လားမဟုတ်ဘူးတော့ဒီနေ့ကျွန်တော်တို့ဘုရားကိုဘုရားရှင်ကဘာဖြစ်စေခြင်းလဲပညာသင်ရှားနေလားသင်ကိုပညာတက်ရုံနဲ့မဟုတ်ဘူးသိမှန်ပညာရှင်နိုဘယ်ဆုရရသည်ဘုရားကချင်းမြောက်ခြင်းတာဘုရားဖြစ်စေခြင်းနဲ့ နောက်ကစားရပါတော့အိုထဲဘကကူတာဘောကိုသေထဲနေနောက်ကစားရပါတော့ကိုတော့ကစားရပါတော့ကေဟိပါတမန်နဲ့လား အဲ့ရပါပြီဆရာပညာမနဲ့လည်းကိစ္စဟိုဘက်ကတော့ပြီးတော့ကျွန်တော်တောင်ရဆိုင်ဆန်အဆင်ပြေပါတယ်ရောင်ရဲတယ်ရောင်လား ပတောဘောကိုတဲ့တော့တော်တော်ကိုလဲလာထေပါခေါပဲလဲမာခု အဲ့တော့သင်စီးပွားရေးလုပ်လာဘုရားရှင်အသင်ကိုရိုးရိုးကြွားတတိလေးတွေမဟုတ်ဘူးနော်သိလားနိုင်ငံတကာမြန်မာနိုင်ငံကမ္ဘာနယ်ဝမှာတကယ်မီလီယံနာထရီလီယံနာဖြစ်အောင်ဘုရားကကောင်းချီးပေးခြင်း နောက်ကစားရနဲ့အဲ့တော့ချို့ရချို့ပါဒီလောက်ကဲတော့တစ်ဖန်တော့လား အာမင် အာမင် ဒါဆိုအရာအလုံးကချုပ်ကဘာလို့လဲ တာခဲလာဖုတ်လို့မင်းတောင်းနေလား အရာအလုံးချုပ်ကဘာလို့လဲ တာခဲလာဖုတ်လို့ ကြွား အဝဲမိရွာလား ဒါဆိုအရာအလုံးထက်ဘသူ့ကိုအားကိုးသိလဲ လက်တာခဲလာဖုတ်ကိုနဲ့ဘာပါဠိပါဘာမတားရကလဲ ဘသူ့အားကိုးသိလဲ ဘာကပါဠိပါဘာမတားလဲ ဒီနေ့ဣသရေလသမိုင်းမှာစစ်ဘိုလ်ချုပ်ကြီးဖြစ်ခဲ့တဲ့ဒါဝိဒ်
没把他关系了吧？但是完了该过多过不呢，这个 ဗလားရှိလား 我呢我就靠个呀， ဒါဝေကြောင့်ဖတ်တော့လေဗလားတောက်နေရေးလား 来小鸡拐不了，把看了个呀， ဗလားမရှိဘူး 这拐不了，这 စစ် 都 ပ 了。 ညာအောင်သိလားငငယ်လေးတွေက 那些看着把看等到马路呢，我今年马路把呀， လောင်လေးဘွားခိုင်ပြီးသူ့ချောင်းရတာဘာမှမတက်ဘူး 我到路那些看着我挂到我马把看闹回了。 ဒါပေမဲ့နေ့လေဆရာကြီးတရားဟောခဲ့တယ်ဒါဝိဖရားတနေ့ဘယ်နှရင်ရှိခိုးလဲ แล้วมาชักในปัตตาขอตระเอาไว้ตามุดดินนี่เนี่ยเอาไว้บุษบาร์คิดว่าอย่างบุญละ ခုနှစ်ကျင်းရှိခိုးတယ်ဘယ်နှကျင်းလဲ เอาไว้บุษบาร์คิดว่าอย่างนิ่มละ ဒါဝိဘာဖြစ်သွားလဲ จะได้ว่าตามุดเนี่ยมาอะไรเนี่ย ဣသရေလသမိုင်းမှာစစ်ပုံချုပ်ကြီးဖြစ်သွားတယ်တကယ်စစ်ပုံချုပ်ကြီး แล้วไปสิลาพออัตตาสิชุดจะเอาไว้นิ่มกว่ากาลแกดอกกุดกุเลยกา ဘသူကြောင့်ဖြစ်လဲ แล้วมันตาจะกาคนละ ဘသူကြောင့်လဲ แล้วมันตากาละ ရွာဘုရားသခ คน င် เนี่ย ကြောင့် ก็ ဖြစ် ใส่ တယ် ยัวคนละ ဘုရားများများရှိခိုးလို့ဖြစ်တယ်အာမင် คนเนี่ยปาโลเอกใส่ยัวเนี่ยเอาไว้แกเข้าไว้ดีละ ကဲယောသန် ไม่ปาได้ใส่ยัวตามุ ငငယ်လေးတွေကသူချောင်းကောင်းကောင်းတက်ရလား แล้วน่าจะเอาไว้ทว่าโจกกี่เนี่ย ဣပွေတက်ရလား เอาไว้เล็กทว่าอีเวโจเนี่ย international တက်ရလား high school တွေပါတက်ရလား ဘာသာအဝဲထောပါတော့ပြကြတော့ထောကြရ တက်ရလား အဝဲထောပါဝဲရ မတက်ရဘူး အဝဲထောပါဝဲပါ ဆိုတော့သူ့ချင်းသေးကြတာတကယ်လောင်နေထဲမှာညီကိုတွေနှိမ့်ဆက်တယ်နောက်ဆုံးတာဘောဒီပါရောက်တယ်ထောင်ကြတယ်အမြဲမနှိမ့်ဆက်တယ်အာဒုက္ခတဲမှာအမချာလည်းပတ်လည်းနဲ့သွားတယ်ယောသ အဲဆိုရတော့မူနဲ့မိပါလာတော့မတော့ဘဝနဲ့မာခါအဝဲလက်တော့အကူတို့ကမနမာခါလာကြအတအမှုတော့ချောတနာဥထိုက်က6တိမှန်ရောလား ယောသအဲကရုမှာဘာဖြစ်သွားလဲနောက်ဆုံးမှာ လောကျယောတာတော့မူလို့ဖြစ်တယ်လောအကူတို့နဲ့မာလာလေ အီဂျစ်နိုင်ငံရဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲ လောအကူတို့လောလူခိတဲ့ဝဲနဲ့မာလာလေ ဘာဖြစ်လဲအဲအီဂျစ်နိုင်ငံရဲ့ဘာဖြစ်လဲယောသလေဘာဖြစ်သွားလဲပျောက်သွားတယ်လေကျန်းစာတွေက လောလည်းဆိုရှိပဲဆိုရတာလောမှာကွာ ဘာဖြစ်သွားလဲ အဝဲကဲထောဒီလား ဘယင်ခံဖြစ်သွားတယ်ဘယင်ခံ အဝဲနဲ့ကဲတော့ဇောပါတကလား ဘယင်ခံဘယင်ပဲ အဝဲနဲ့ကောပလဇောပါတော့ဇောပါအဝဲမိဇောပါလား ဆိုတော့အဲ့တော့တိုင်းပြည်ရဲ့အုပ်ချုပ်ရေးရတိုင်းပြည်ရဲ့စီမံရေးရတိုင်းပြည်ရဲ့စာဝင်တွေတိုင်းပြည်ရဲ့အနာဂတ်ရေးကောင်းကောင်းကင်တွယ်တတ်နိုင်သောဉာဏ်ပညာနဲ့သူပြည့်သွားတာ ခေါပလဘကလာဘာတိဖာတာပတာပရာတာတိတဘခဲတယ်နဲ့အဝဲနဲ့အဝဲဥတော်ဝဲလား ယောသကိုဘသူအဲ့ဒီယာရုပေးလဲ ဇောရတနမတာဟိအတာဆွတော့မောလဲ ဘသူပေးလဲ မတာဟိလား ရွာဘုရားသခင်ကသူ့ကိုပေးတာဖြစ်တယ် နောက်ကိစ္စရဖြစ်အောင်လား ယောသအချိန်တိုင်းမလုပ်လဲ ဇောရတာတောင်းထောပေါ်မှာတမလို့လား ယောသအချိန်တိုင်းမလုပ်လဲ အဝဲမှာတမလို့လား ဘုရားရှိခိုးတယ် အဝဲဘူးထောကတော့ကိစ္စရလား မနဲ့လည်းရှိခိုးတယ်နေ့လည်းရှိခိုးတယ်ညလည်းရှိခိုးတယ်တကောင်လည်းရှိခိုးတယ်မိုးလေးလည်းရှိခိုးတယ်နေ့လည်းရှိခိုးတယ်ဓမင်းစားလည်းရှိခိုးတယ်အိတ်လည်းရှိခိုးတယ်ရေချိုးလည်းရှိခိုးတယ်ဟာနေရေရှိခိုးနေတာဘုရားပဲ အဝဲမှုနာမှုချပဲမိမိကအော်တာမကအဝဲဘူးထောကတော့ကိစ္စရလား ဘုရားရှိခိုးခြင်းနဲ့ပဲဘယင်ခံဖြစ်သွားတာဖြစ်တယ် ခေါတော့အဝဲဘူးထောကတော့ကိစ္စရခွနဲ့အဝဲကထောအချက်ပါလား အာမင် အာမင် ကဲတော့ရှောလမုန် ဇောပါဆောဆလမော ဘယင်ဖြစ်တော့မယ် အဝဲကထောချက်ပါလား ဘာလို့လဲရှောလမုန်မင်းဘာလို့လဲဘယင်လောက်ကနေဘယင်တက်ခဏကြီးကြောပါ အဝဲကထောချက်ပါရှုကတလည်းအဝဲမှာတမလို့လား စစ်တဲ့နိုင်ငံပေါ်တယ်လား အဝဲလည်းထောက်တော့တမလို့ ဘာလို့လဲ အဝဲမှာတမလို့လား စီရဲတွေပြင်းလား အဝဲကွယ်ကျော်တော့မတော့ပါ ဘာလို့လဲ အဝဲမှာမလို့လား ဘုရားရှိခိုးတယ် အဝဲဘူးထောက်ပါတော့ကစားရလား ဘရင်ကောင်သူ့ရဲ့နိုင်ငံထဲမှာအကောင်းဆုံးသောသူတငယ်တွေအကောင်းဆုံးသောရစ်ကောင်တွေကိုယူပြီးမှရစ်ပေါင်း1000နဲ့ရစ်ပူစော်ပြီးရှောင်းမင်းရဘုရားရှိခိုးတယ် လာအဝဲတီကောပနာအဝဲလူကူကိုလာအဝဲကတနဲ့အဝဲလူထောက်ကစားရလို့ကိုတလူအခါတော့ ရစ်မလောက်ပူစော်လဲ အဝဲလူတော့တာထဲလား ရစ်1000ဘလောက်ပူစော်လဲ1000ရစ်ပူစော်ပြီးဘုရားကိုခေါ်တဲ့ကဘသူဆင်းလာလဲ ဟာအဝဲလူထောကစားရနဲ့အဝဲကတော့ကစားရဝီတော့မနေဟဲ့တော့လဲ ဘသူဆင်းလာလဲ မတာဟဲ့တော့လဲ ဘုရားကိုယ်တိုင်ဆင်းလာတယ် ကစားရတော့ကစားတော့ဟဲ့တော့ ဘုရားတစ်ခါပဲရှိခိုးတယ် အဝဲဘူးတော့ကစားရတော့ ရစ်1000ပူစော်တယ် အဝဲလူတော့ကတော့တာအခါတော့ ဘုရားဆင်းလာတယ် တော့ကစားရနဲ့ဟဲ့တော့လား ဘုရားဆင်းလာ အဝဲကစားရနဲ့ဟဲ့တော့လား အဲ့တော့ဘုရားရှောင်းလုံးကိုမပေးလိုက်လေ အဝဲကစားရဟဲ့ဆောချလို့မမနေလား ကောင်းချီးပေးလိုက် အဝဲကစားချုပ်ရအောင်လား အဲ့တော့ရှောလမုန်က
မှုနာချမ်းသာဆုံးဘုရင်ကြီးဖြစ်သွားတယ် လာမင်းဘာကလာဆောလောမွန်နဲ့ပါလာကဲတုတ်တော့နေမြတ်ဝဲလား ကဲကျွန်တော်စဉ်းစားရှောမောဘသူကကောင်းချီးပေးလဲ နေကွယ်ဘုဆုံးမကတာကဆောလောမတာချုပ်ပြအောင်လဲ ဘုရား ဘုရားဒါဆိုဒီနေ့ဒီသင်တော်ရမှာလာထိုင်ပြီးရှ िख ိုးတဲ့ဘုရားနဲ့ရှောလမုန်ကိုကောင်းချီးပေးတဲ့ဘုရားနဲ့နှစ်ယောက် ရောက်လဲ နှစ်ယောက်လားနှစ်ယောက်ဖြစ်နေလားမသိဘူးလားဆို ဟာဘယ်ဘုရားဘာတော့ကစားရဖဲ့ဒါဆောလောမဘုရားဘာတော့ကစားဘာလို့ချုပ်ခဲ့ဆောလောမကစားရโอเคကွာ တကယ်တော့ ဘယ်ရောက်မလဲအဲ့ဒီဘုရားပဲဖြစ်တယ်အာ ဟို မင် ဒီကစားရဝင်နေလား အဲ့တော့ယနေ့အေမာနွေလအရှင်ပြည့်ဝိညာဉ်တော်ရဲ့တကိုးတော်အပြင်သင်နာမှာရှိတဲ့ဘုရားကဒါဝိဒ်ကိုအောင်မြင်ခြင်းပေးတဲ့ဘုရားရှောလမုန်ကိုအောင်မြင်ခြင်းပေးတဲ့ဘုရားယောသကိုအောင်မြင်ခြင်းပေးတဲ့ဘုရားအဲ့ဒီဘုရားအတူတူပဲမိတ်ဆွေညီကောင်မောင်နှမတို့ ကစားရလာဝဲဟီဘာလဲညတာမလည်းနေဒီတော့လား ဒီနေ့သင်ကိုအဲ့ဒီဘုရားကအတိကဲတော့အောင်မြင်ခြင်းတွေပေးခြင်းတယ် နောက်ကစားရအဲ့တော့ဟိပါတာမလို့လား ယောသကဲတော့ကြွယ်ဝခြင်းတွေပေးခြင်းတယ် နောက်ကစားရအဲ့တော့ဟိပါတော့အောက်ကောပဲလား ဒါဝိဒ်ကဲတော့သင်ကိုအခွင့်အာဏာရာထူးတကယ်စွာနေသင်ကိုပေးခြင်းတာ နောက်ကစားရနေအဲ့တော့ဟိပါတဆောတော့မဒီရဆောတော့ပဲဆိုလား ဘုရားလက်ထဲမှာအပြည့်ပဲဘုရားလက်ထဲမှာပြည့်နေရှာနေတာ လာကစားရအိုးနဲ့အိုးဝဲလုံးလုံးပဲလား အာမင်ဒီနေ့သင်ရဲ့တန်တာကျွန်တော်ရဲ့တန်တာမှာတောင်းခြင်းဘုရားကိုရှ िख ိုးခြင်းဘုရားကိုခေါ်ခြင်းဒီအရာတွေပေါ်မှာပဲဘဝကကွဲပြားသွားတာဖြစ်တယ် ခေါပလောပတာအမှုနဲ့ပတာလေတာကတော့ကစားရအဝဲနဲ့လောဆောလာခိုင်းလား ကဲဒီမှာရှိတဲ့ညီကိုမောင်နှမတို့ကျွန်တော်တို့ရဲ့ဘဝမှာစည်ရဲခြင်းသလားချမ်းသာခြင်းလား လောပတာမှုပွဲပို့ပဲကောင်းတော့ကလည်းပဲတော့ကဲတော့ပဲတော့ဘာပေါ့ပါရ စည်ရဲခြင်းလားချမ်းသာခြင်းလား ဆန္ဒကျင်တယ် မေ့ကြည့်ပါစည်ရဲခြင်းလားချမ်းသာခြင်းလား ပဲတော့ကဲတော့ပဲတော့ဖွာ စည်ရဲခြင်းလားချမ်းသာခြင်းလား ပဲတော့ကဲတော့ပဲတော့ဖွာ ယောဘ20 21မှာကျမ်းစာချမ်းသာတဲ့နိပေးတယ်ယောဘခန်းကြီး20 21 လောလေယောပါချတော့ခိဆောခိတဲ့နဲ့ ချမ်းသာတဲ့နိတော့ အဝဲနံပါတ်ကလောတာကဲတော့ ခင်ဗျာတောင်းရင်မြင်မှာသဘောတစ်ချက်နဲ့သွားကျင်စရာမလိုဘူး လာဘတဲရတယ်လွတ်လေခူးထူอ่ะ ရွှေကိုမြေမုံကဲဆိုပိုင်မယ် ထူးနေမှာလာရအခုမှုလား ဆိုတော့မြေကြီးလေမြေကြီးတော့ကဘာမှအများဆုံးမပေါ်ဆုံးမဲ့အဲ့ဒီပေါ်တော့အဲ့ဒီမြေကြီးတွေကဘာမှပေါ်တော့တင်းအိမ်မှာလည်းရတနာရွှေငွေရအဲ့လိုပေါ်မယ် ခေါလာအခုကမှုအာဒီမျိုးဟောနေပြီးနေတော့ထူးနေကအာဒီ ပြီးအော်ဖရီရရွှေအော်ဖရီရရွှေ18ပဲ19ပဲရှိတယ်ဆွဲလို့ရတယ်ဖြဲလို့ရတယ်လုံးလို့ရတယ်အကောင်းဆုံးရွှေ အဝဲနဲ့ထူးလာအဝဲနဲ့ပါထော်ဒီတော့ပြစ်ကနေနေ ဆိုအဲ့ဒီရွှေကိုလည်းကျောင်းစနစ်ခဲကဲတော့မလို့ချင်းတစုံအတုံးလိုက်ပိတ်တာလိုက်ဟာတန်လိုက်အိမ်မှာဒီလိုပဲပြစ်ခင်းထားလိုက်မယ်ဟုတ်တယ်ဟောဒီလိုပေါ်တယ် ဝေးထူးနေအားထိုင်နေတာအဝဲနဲ့ပါဘတဲလာအဝဲလာဒါလောဝဲလက်ခိဘူးလေ ဒါပေမဲ့အဲ့ဒီလိုမျိုးချမ်းသာခြင်းအဲ့လိုမျိုးကောင်းစားခြင်းသင်ဘုရားသခင်နဲ့ဘာလုပ်ရမလဲဘာလုပ်ရမပြောလဲယောဘ20 21လေ လေယောပါချတော့ခိတဲ့နဲ့ဘာလဲအဲ့တော့ကဲတော့နဲ့ဘာမှတမလား အဲ့ဒီကြမ်းချက်ကဟိုတောင်မော်ခရိယန်တောင်အောက်ခရိယန်မြမပြည်ခရိယန်မြို့လေခရိယန်အကုန်လွတ်ရတယ်ကဲတစ်ချက်ချွတ်ကြည့်အောင် ဒီမှာကလည်းဆက်နေကွာခရဘောဘလဲကွာတော့သီးနေကောလာ ကဲချွတ်ကြည့်အောင်သင်ဘုရားသခင်နဲ့ကြွယ်ဝမိတ္တာရဖွဲ့လို့ထိုတို့ပြုမှာကောင်းစားခြင်းတို့ရောက်ဆိုတော့ကောင်းစားဖို့အတွက်ဘာလုပ်ရမလဲ ဒီတော့ပက ဘု ပ ရား က နဲ့ က ဘာ ဘာ လုပ် လို့ ရမလဲ မလဲ ဇွာနဲ့ဘာလုပ်ရမလဲ စစ်ကောဘာလို့ရလဲ ဒီတော့ပကဆိုရင်ပကမမလား ကောင်းစားဖို့အတွက်ဖယားများများရှိခိုးရမယ်အာမင် ဘာကုတော့ဘာတော့ကစားရအောင် ကောင်းစားဖို့အတွက်ဘာလုပ်ရမလဲဖယားများများရှိခိုးရမယ်ပြောတယ်မိတ်ဆွေအကျွမ်းဝင်မိတ္တာရဖွဲ့တယ်ဆိုတာရှောက်ချီချင်းမွေးမစင်းစားနဲ့ဖယားများများရှိခိုးရမယ်အာမင် ဘာကလည်းတာရဲလုံးလုံးကစားရချုံမိုးနေကေနော်ကုတော့ဘာတော့ကစားရအောင် ဣသရေလလူမျိုးရဲ့သမိုင်းကိုပြန်ကြည့်လိုက်လေဣသရေလလူမျိုးတွေကအနည်းဆုံးဘိုးဘေးခေတ်ကတယောက်ကို9ကြိမ်ရှိခိုးကြတယ် လောမင်းတော့ပိုက်စားဘာတော့နဲ့အစားကတော့တော့နဲ့ဘာကုတော့ဘာတော့ကစားရမင်းပြော ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့သဒ္ဒါခုလူငယ်လူရွယ်တွေဘုရားရှိခိုးဖို့သတိရလားမေ့လား လောမင်းကတော့တော့မစားပကဲပါကွာသိချတာဘာကုတော့ဘာတော့ကစားရတယ်ပတာပွင့်တော့ပနော်ကြ ကဲတော့ကျွန်တော်မနေ့မိုးလေးနဲ့စောကြီးထားတဲ့အိယာနိုးတဲ့ကျောင်းမသွားသေးဘူးမျက်နှာတက်တဲ့ဘုရားရှိခိုးပြလား ဘာလို့ပကဲရှိတဲ့လောကတခါလေချိုးတယ်ဘာတခါပလမဲတယ်ဘာလဲအော်ဖသိတော့ကစားရရ ရှိခိုးလား ဘာဘူးတော့ဘာတော့ကစားရရ ရှိခိုးတယ်အဲ့တော့ကဲဟုတ်ပြီမျက်နှာထားမျက်နှာတက်တဲ့ကျောင်းသွားတယ်ကျောင်းသွားကန်ဒီရောရှိခိုးလား လောပကလာဘောပကလာစွနဲ့ဘူးတော့ဘာတော့ကစားရရ ရှိခိုးလားဟုတ်ပြီကဲကျောင်းသွားကျောင်းမသွားတယ်ကျောင်းမှာစားရည်တင်နေပါတယ်ပြန်နေလေသမင်းစားခြင်းရှိခိုးလား လောပလဲလဲဆိုဝိမစားပေါ်မယ်ဘာလို့ပါရ အနေလေးနဲ့ကစက်မေ့သွားတယ်ကဲအဲ့ဒါနဲ့ကကျောင်းနဲ့ပြန်လာတယ်ညနေကျောင်းစင်ရှိခိုးလား လောမစားတာပွင့်တော့ဘာကလာလို့ဆိုပြီးတော့ဘာလို့ပါရ စ
ဆိုတော့ညနေကနေကမေးသွားပြန်တယ်ခါတိုင်းပြန်မိုးချိုးပိုင်း6နိုင်လောက်9နိုင်ထမင်းစားကနေရှစ်ခိုးလား လာမွေဟာလာပစာပင်းတော့လာတော့ကမေးအချက်တော့နဲ့တက်ခဲလာတော့ဘာဖြစ်ပါရ ရှစ်ခိုးလားအားဆရာရဲ့ခိုးပါတယ်ယူကောက်တော့ခိုးတယ်သူရောက်ခိုးတော့ဆိုတော့အဲ့တော့ငါကမေးသွားတယ်ကဲကောင်းပြီမိုးချုပ်တယ်ညတန်းကောင်းရဲ့ရောက်ပြီ လာမွေဟာလာပစာပင်းတော့ဖောက်မှုကမ ရှစ်ခိုးလား အဝါဘာဖြစ်ပါရ အဲ့ကောင်းတဲ့မိုးကဒီနေ့မိုးလေးဆိုတော့မိုးကအရင်ရော်တော့အဲ့ကောင်း ခေါင်းလာခဲတာချီတော့နဲ့ကိုမိမလား အဲ့တော့မိုးလေးကနေလေးဝေးလေးထပ်ပြီးတော့ရှစ်ခိုးတယ် လာအဝါမှုဝါတဝါနဲ့ဘယ်ကထောက်အောင်ဘာဖြစ်ပါလား ဘယ်နဲ့ချိန်လဲ အဝါနဲ့ပြပလား ဘယ်နဲ့ချိန်လဲ900ဥပုံနေတော့900သတ္တမနေအဲ့တော့တရက်မှာဘယ်နဲ့ချိန်ရှစ်ခိုးလဲ အခက်ကဲမှုနွိနေကိုနဲ့ဘာကူထောက်ဘာထောက်ကစားရပြပလား ဒီဘလောဥပုံနေဟုတ်ပြီအဲ့တော့နောက်ဒီနေ့မှာ9ချိန်ဘုရားရှိခိုးတယ်ဣသရေလမျိုးတွေပြောတယ်နော် lucky တော့နဲ့နိဘလောက် ကဲအဲ့ဒါဆိုရင်ယောသဒါဝိဒ်ကတနေ့ကို9ချိန်ရှိခိုးတယ်ဘာဖြစ်သွားပြီလဲ လောချတော့ဝဲတော့မှုကူထောက်ဘာထောက်ကစားရနွိဘလောက်နဲ့ဝဲကဲတော့ဒီလဲ ဘိုးချုပ်ကြီးဖြစ်သွားပြီ အဝဲကဲတော့ကိုတော့ခုတ်လို့ဒီကလား အောင်မြင်မှုတွေရတယ်ကြွယ်ဝမှုတွေရတယ်ချမ်းသာမှုတွေရတယ် အဝဲဥတော်တော့သူကူတော့တော့ပေါ်ဥတော်တမန်လား အဲ့တော့ကျွန်တော်တို့တရားအဖွဲ့တွေကမနဲ့ရှိခိုးလားမရှိခိုးနေ့လည်းရှိခိုးလားမရှိခိုးညနေရှိခိုးလားမရှိခိုးညနေမိုးချုပ်ချင်းမရှိခိုးဘူးညမရှိခိုးဘူးနောက်မနဲ့မရှိခိုးဘူးမရှိခိုးတော့ဘူးမရှိခိုးတော့ဘူးခက်တော့ပြန်လာတယ်မရှိခိုးတော့ဘူးဆိုတော့တူလာဣသရေလနဲ့ဒီမှာတူလာ ဝဲပတော့ဥတော်ပါရှိလားဖွင့်လောကကြီး တူလာမတူတော့အဲ့တော့ဘာသာကတော့ဗာလဲရွာဖို့ခွာမရဘူးတော့ဒုတ်ဆွဲလဲဆွဲဓာတ်ဆွဲလဲဆိုတဲ့ရွာဖို့ခွာတွေကမလွယ်ဘူးနော်ဟောလည်းလည်းပြော နမမေပတဲလာပတာခုနဲ့ပကဲရဖို့ပါလားမေတာကိမေကတော့မပဲလာတော့ခရ တူလာဟောလူတွေလိုက် ဆွာ ဟောလူတွေလိုက်ဒီမှာထုတ်တယ်လာပြီးပေးသွားတာဟောယုံကြည်သူလိုက် မမေပါစုကနာကကစားအလည်းနဲ့တစ်ပနာဝဲဟဲတော့ဟဲကြော်တော့ခေါ်တာတော့ဘောလား ပေးနိုင်တယ်မကုန်ဘူးသူတို့တွေကြည်စား အဝဲဟိဝဲတလူလား ဒါဆိုတရားအဖွဲ့တွေရောတရားခရီးရန်တွေယုံကြည်သူတွေ မမေပါခိဘပွဲတဲ့မာနော်ဒီလား လာတဲ့တောင်းနေပြီးပေါ့ဟောမလို့ဒီပေါ့ဟောကြမကြီးဟောပညာကြီးဟောစီးပွားရေးနိုင်ငံရေးဟောဘာသာရေးလုံးပြီးပေါ့ကွာလာတူလာအနာဣသရေလရဲ့တကယ်ကောင်းကြီးရတဲ့ပေးတယ်ဒီဘက်ကယုံကြည်သူတွေရွာဖို့ခွာတယ်ဘာလို့လဲတောင်းနေဖမ်းနေတောင်းနေတူလာကောင်းရင်မှလည်းမတူဖြစ်သွားမယ် ဝဲလက်ကြဘုံမနာကဝဲနေဒီပေါ့ အာမင်ဒီနေ့ဒီမှာရှိတဲ့မိသားစုတွေသင်ကိုဘုရားရှင်ကမင်္ဂလာပထမပေးတာလေဟဲ့မလက်ထောင်လာတယ်ကျွန်တော်တကြောင်မပြောက်ဘူးညလုံးလည်းပြည့်သုံးပါတယ်ဘယ်နှကြောင်ရှိလဲမင်္ဂလာ9ပါးစုကျေးဇူးဘယ်နှပါရှိလဲလက်မထောင်ဆိုတော့အောင်ကိုရှိအဲ့လိုမလို့စုကျေးဇူးဘယ်နှပါရှိလဲ9ပါးဝိညာဉ်သိဘယ်နှပါရှိလဲမတိုးနဲ့လေဝိညာဉ်သိဘယ်နှပါရှိလဲ9ပါးဝိညာဉ်ပါနေဘယ်နှပါရှိလဲ10ပါးပေါင်းလိုက်ဘယ်လောက်ရအောင်လဲ35ပါးအာမင်အဲ့ဒီ35ပါးလုံးကိုသင်သိဖို့လားရှိဖို့လားရှိဖို့ မကလည်းတာဆိုရှိတာကဲနေပကပါတိညာကပါအိုလာတောင်းဘူး ဒီနေ့အဲ့ဒီအောင်သင်လုံးသွင်းပါပါ လက်တာကဲနေပကပါဖုန်းလက်တောင်းဘူး အဲ့ရောက်သင်ရဲ့ဘဝထဲမှာခရစ်တော်ကိုသိုံမသိလို့ဘာမှအကျိုးမရှိဘူး ဒါလည်းခက်စမင်းမတိညာကဘလို့ဖို့တော့နော်မလား ဒါပေမဲ့အဲ့ဒီခရစ်တော်ကိုများရှ िख ိုးလာတဲ့အခါမှာသင်ဟာအကျိုးထူးတဲ့သူဖြစ်လာပြီ မဲဘုတော့ဘာတော့အာနဲ့ဝဲကမဆော ဖခင်ကမနဲ့ဆိုရင်ကိုရောစူတောင်းတယ်နော်ဖခင်ကဆင်လာတယ်ငါသားဘာလို့လဲအိုးကြောင်တော့မအေးကောင်းချူဖခင်ပေးလိုက်တာကောင်းကြီးပေးတယ်ဖခင်လာတိုင်းပေးတာဖခင် လာမမဲဘာလို့ဘုတော့ဘာကစားရဟဲတော့ကစားချုပ်နေလား အဲ့တော့ဟောတလားစေတနာဘာတောင်းနေတယ်တော့ဟောတော့ဖခင်ဆင်လာပေးတယ်နေ့လေတောင်းနေပေးတယ်ညနေတောင်းနေပေးတယ်ဟာမိုးချုပ်တောင်းနေပေးတယ်တကောင်တောင်းနေပေးတယ်ဒီနေ့တောင်းနေပေးတယ်မနက်ဖြန်တောင်းနေပေးတယ်တပတ်ကတောင်းနေပေးတယ်တနေ့ကို9ချိန်တောင်းလာကြာလာဘာဖြစ်လာမလဲဝါပါလာခိဝထောတော့ကစားရမဲချုပ်ကဲဆွဲရေးကမာလာလား ဖျားရှင်ကိုတောင်းတဲ့သူမှာကြာလာတဲ့အခါမှာအဲ့ဒီတောင်းတဲ့လူရဲ့တက်တာမှာအသက်နဲ့ပြည့်စုံသောယုံကြည်သူဖြစ်လာတယ် ဘာလို့မဲခိဝတဲ့မဲဥမူဝဲတဲ့လေဘာလို့လုံးပွဲတော့ကစားရတာဆိုတော့ အေးဝိညာဉ်ကအာရန်ကိုကြည့်အောင် तू ကဆင်းရဲလားချမ်းသာလား မဲကွက်ကတဲ့နော်ဥချတာအလို့ဟိတိတာတော့နာဖွာကဲတော့ ဘယ်လိုလဲလဲတကဘာလုံးကိုပိုင်သောထရီလီယံနာတထေးကြီးဖျားကကဘာတ
ပေးတာသူ ဝဲနာဝဲတောက်မနဲ့ကစားရဟိလာတဆောတမောတပွဲတကခဲလာ အာမင်တရားသင်ကိုလောကမှာနေတဲ့အခါဘုရားကကောင်းစားဖို့အတွက်ဒီနေ့တာရှင်းသောဝိညာဉ်တော်ကသင်အရောက်တိုင်းကိုဒီနေ့ပြောနေတာဖြစ်ပါတယ် ဒီတော့ပတောင်ကဆုကေဒီတော့ပတောင်ကဘာဘွားဆုကေပေါ်လာကဘာကြကစားကဆုရဝဲသာစစစ်ကတိုတာပါ ဘုရားသခင်မှာကောင်းမြတ်ပါသလား ကစားရကေလောက်ပတောင်မှုရ ကျွန်တော်တို့အရောက်တိုင်းပေါ်မှာကောင်းမြတ်ပါသလား လောက်ပတောင်ကောင်းလာကခေရ ကောင်းမြတ်ပါတယ်မိသားစုပေါ်မှာရော ပခိဖို့ခဖို့ခေရ ကောင်းမြတ်ပါတယ်ကျွန်တော်တို့ကျောင်းပေါ်မှာရော လောက်ပစိုးနေမှာ ကောင်းမြတ်ပါတယ်ကျွန်တော်တို့လူမျိုးပေါ်မှာရော လောက်ပပကလူအခလာမှာ ကောင်းမြတ်တယ်ဘုရားအရေးတန်းကောင်းမြတ်နေပါတယ်ဒါကြောင့်ဒီမှာရှိတဲ့မိသားစုတွေကျွန်တော်တို့ခုနကဘုရားပြောတဲ့အရာတွေကိုကျွန်တော်တို့တက်တာထဲမှာသဘောပေါက်ရင်သခင်ယေရှုဟာအသင်ကိုလေထောင်ရတဲ့တခုတည်းပေးပြီးမှငါကောင်းမြင်သွားမယ်တိတယ်မှာဒါပေမဲ့မြေကြီးပေါ်မှာတော့ရပါတယ်မကြမ်းပါနဲ့ကိစ္စမရှိဘူးယောဂမလေးပိုက်တွေထိုးတိလားဟောဘာမပိုက်တွေထိုးနှလုံးနဲ့တက်ရတယ်ကိစ္စမရှိကောင်းကင်ရောက်မှာပဲအဲ့လိုပြောလားဟာလားဟာစဉ်းစားမယ်တော့ဘုရားသားလို့ပြောတဲ့ဂျိုင်းတောက်ကြီးတစ်ချောင်းနဲ့မပိုက်တွေတန်းလန်းနဲ့ဟာဒီမှာအဲ့လိုပြောလားဘုရားကအဲ့လိုပဲလားစဉ်းစားမယ်တော့ဘုရားကမစာနာတဲ့ဘုရားမို့ဘုရားကတင့်ကိုဘာပြောထားပြီးပြီလဲမာကု16 18မှာဘာပြောလဲဆိုတော့ကျမ်းမကျမ်းမာတဲ့သူတော်သိလက်တင်လိုက်ချမ်းသာသွားမယ်ဘုရားကဂတိပေးတယ် လောလေမကောရှိတော့တရှိခူရရှိကောမညာနဲ့ဘာလို့ပို့ချဘာလို့ပါတော့အရှူလောအလောဘာတိပါလေတော့ကိုစုခဲလား ဒီနေ့တင့်ကိုခန္ဓာကိုယ်လည်းဘုရားကချမ်းသာစေခြင်းနဲ့ တော့ဘနောကလည်းကစားရအဲ့တော့ဟိပါတောက်စုခဲလေလောက်ပဲလား တတန်းရှိဟိုမှာမောရှိတရားကျော်ထွန်းဟာချနေတော့ လဲကြောင့်မရှိအနိတကရအပလနာကအဝဲလေဂုဂလား ဒီမှာ30ကျော်တောင်တက်တာနဲ့မရတော့နဲ့တူတယ်ဒီတောင်လေးပဲတက်တာဒီမှာရှာထွက် လိခါလည်းမပွဲနဲ့ပနေဟောသားရှိပြပေါ်တော့ကစမာရီတော့ဘကလောက်ခဲလား ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့တက်တာကိုဘုရားရှင်ဖြစ်စေခြင်းနဲ့ပမာဏကိုဖြစ်ကြရအောင် ဒီတော့ကစားရပါတာတော့တော့ကပါတာဒီတော့ကစားရအတိုင်းတော့ကေ ဒီအခုကျွန်တော်တို့ခဏလေးပဲဆူတောင်းကြပါမယ် တော့ကခဲပါတိပါစစ်ကောလား ကျွန်တော်ကျေးဇူးပြုမှတ်တရ တော့ကချစ်ထုတ်စစ်ကော တော့ဒီနေ့ကျွန်တော်တို့ဘုရားသခင်ရှိပါတယ် တော့ဘွဲတဲ့ပါကစားရတော့ပါ အဲ့ဒီဘုရားကတင့်ကိုမဆာနေ တော့ကစားရနဲ့အမှစစ်ပါ အဲ့ဒီဘုရားကတင့်ကိုကောင်းချီးပေးနေတယ် တော့ကစားရချုပ်နေဒီလား အဲ့ဒီဘုရားကတင့်ကိုကျမ်းမာခြင်းပေးနေတယ် ကစားရဟိဒီတာရှုခဲ အဲ့ လား ဒီဘုရားကပဲတင့်ကိုထောင်ရသက်ပေးထားတယ် တော့ကစားရဟိနာအတမလို့ထူလို့ရော ဒီနေ့အဲ့ဒီဘုရားထံမှာကျွန်တော်တို့ရဲ့တက်တာကိုစက္ကန့်ရအောင် တော့ခေါပလကစားရနော်ဘကဟိလာတမလို့စားစု ခုနကပြောတဲ့စုကျေးဇူးက35ပါးရှိပါတယ် မကနဲ့ဒါစရတိုင်းဝဲတော့ရှိတာရဲ့ခါလား မစ္စဝိုက်ကတနေ့ကို6နာရီဆူတောင်းတယ် တော့လည်းရှိရဘတ်တိကတင်ရခွင့်လာပြီလား ဆူတောင်းတဲ့အခါမှာ तू ကတကယ်တကူးနဲ့ပြည့်တယ်စုကျေးဇူးနဲ့ပြည့်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်သွား အဝဲမေပေါ်မှုတယ်အလို့တော့တာခဲဘတ်တော့လို့ပဲလားကစားတာစိုးတော့မလား ဆိုတော့တင်လဲမစ္စဝိုက်လိုမျိုးဘဝကိုစက္ကန့်မယ်ဆိုရင်မစ္စဝိုက်လိုမျိုးတင့်ကိုဖျက်ရှင်လည်းအတူပြုမှာဖြစ်ပါလေ မင်းပခေဘတ်တော့အဒီတာဝဲနဲ့ကစားရကသူပတမှုဒီတာဝဲဝဲလား အဲ့ဒီစုကျေးဇူးတွေမလို့ခြင်းလား လာပါစရီအတိုင်းဟိတခါနဲ့ပတလို့ပါ မလို့ခြင်းလား ဝဲပတလို့ပါ လို့ခြင်းပါတယ်အဲ့ဒါတူကကျွန်တော်ဆူတောင်း နောက်ခေဘတ်တော့ ဆိုတော့ကျေးဇူးပြီးပြီကျွန်တော်နောက်ကပဲလိုက်ဆိုလိုက်အောင်နော်ယေရှုဖျား ယေရှုဖျား ကျေးဇူးတင်ပါတယ် ကျေးဇူးပါလေ ကြားနာတယ် ကျောင်းလာတယ် နှုတ်ကပတ်တော်အတွက် နှုတ်ပါတော့အတွက် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ကျွန်တော်ကျမတို့ဤ ကျွန်တော်စပါးတို့ အပြစ်တရားအတွက် ဒီရအတွက် ကားတိုင်းမှာဆက်ပေးခဲ့တယ် ဆက်ပေးခဲ့တယ် အသေးခံပေးခဲ့တယ်ထမြောက်ခဲ့ခြင်းကိုအကျွင်းမဲ့ယုံကြည်ပါ၏ယေရှုဖျားကျွန်တော်ကျမတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ဘဝတတ္တာကိုယနေ့ယခုအချိန်မှစ၍ ကိုရရှင်လက်ဝဲသို့စက္ကပ်ပါ၏ယေရှုဖျားဝိညာဉ်တော်ကိုသွန်လောင်း၍စုကျေးဇူး35ပါးနဲ့ပြည့်ဝတဲ့အသက်တာဖြစ်စေပါတကိုးနဲ့ပြည့်ခြင်းစီးစိမ်နဲ့ပြည့်ခြင်းပညာနဲ့ပြည့်ခြင်းအောင်မြင်ခြင်းနဲ့ပြည့်ခြင်းဂရိတော်နဲ့ပြည့်ခြင်းကောင်းခြင်းမင်္ဂလာနဲ့ပြည့်ခြင်းနဲ့ပြည့်ဝစေပါကိုတော်ပြန်လာတဲ့အခါကိုတော်ရွေးနှုတ်တဲ့အခါကိုတော်ချီဆောင်တဲ့အခါမှာလည်းအားလုံးအတူတကွာပါဝင်ကောင်းကင်နိုင်ငံသို့ဝင်ရောက်ရတဲ့ခွင့်ကိုလည်းချပေးတော်မူပါယေရှုခရစ်တော်နာမ၌ဆုတောင်းပါ၏စက္ကပ်ပါ၏ထာဝရဘုရားသခင်အာမင်အရောက်တိုင်းဘုရားသခင်ကောင်းချီးပေးပါစေကျေးဇူးထူးတင်ပါတယ်